အားလုံးပဲမင်္ဂလာပါလုံနာတဲ့တင်းစီထားကြစရာဇလန်ကောင်းများစွာရှိရဲ့ကျွန်တော်ရဲ့ Contrast LGBT Arable Channel ကနေတင်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ယခုဆက်လက်ပြီးတော့ဖတ်ပြသွားမယ့်စာအုပ်လေးရဲ့နာမည်ကတော့စာရေးသူဆီယမကျူပစ်ကေရေးသားထားတဲ့တခါတော့ကဆိုတဲ့စာအုပ်ကောင်းလေးရဲ့အပိုင်း၅ပဲဖြစ်ပါတယ်ခင်ဗျာ။မနေ့ကဗီဒီယိုမတင်ဖြစ်လိုက်ဘူးနော်။ပင်ပန်းလို့ကိုဖုန်းဒီအပိုင်းလေးပင်ပန်းတာဒီလားအလုပ်ကြောင့်မနေ့ကလည်းအလုပ်ကြောင့်အများကြီးပင်ပန်းလာမို့အိမ်ပင်ရောတော့ခြေကုံလက်ပန်းနေကြပြီးတော့မနေ့ကလည်းပပလေဟော်လီဒေးကိုဖုန်းတို့ရုံးကမပိတ်ပင်မဲ့သူများရုံးကပိတ်ကြရလေအိမ်ရလူတွေရုံးကပိတ်တော့အိမ်ပင်ရောတော့လေသူတို့တွေကတောက်စားနေကြရလေအဲ့ဒါကြီးကြောက်ဖို့အားမလို့မသွင်းဖြစ်တာလေပြီးတော့လိုကလည်းနည်းနည်းဖျားချင်တယ်လို့ဖြစ်တာနဲ့မသွင်းဖြစ်လိုက်တာခုမှပဲသွင်းဖြစ်သွားတယ်အခုတော့မှနည်းနည်းပင်ပန်းနေတဲ့အတန်ပေါက်နေတာအားမလို့နားလေးပေးကြပါအောင်နော်ခဏခဏလေးအချက်တို့စီကနေပြီးတော့တောင်းဆိုနေရတာတောင်းဆိုချက်တွေကအရန်ကိုများနေပြီဒီဘေးကြီးကအရန်ကိုတောင်းဆိုလုံးတာပဲဆိုပြီးတော့စိတ်ကထင်ဝါကြမှာလဲစိုးရင်ရသေးတယ်ဒါပေမဲ့လည်းတောင်းဆိုလက်စာနဲ့တော့ဆက်ပြီးတော့တောင်းဆိုပြရစီပါနည်းနည်းပင်ပန်းတဲ့အတန်လေးပေါက်သွားတော့လေအဲ့ဒါမလို့ sorry ပါဗျာကဲဒါဆိုရင် audio လေးနားဆင်ပြီးတော့နားဆင်သူအချက်ကလေးတို့အားလုံးတနေ့တာဘဝအမောတွေပြပြောက်ကြပါစေလို့ကျွန်တော်ကဆုမကောင်းတောင်းအပ်ပါတယ်။ဒါဆိုရင် audio လေးကိုခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာ။မောင်တော့ကအင်းစောတိကိစ္စကိုသာဥဆောင်ကရှာခင်းတွင်တော့ဒနထွေကဥဆောင်သည်။ဒီကိုဆွဲခေါ်တင်ပြီးသူကဒနထွေဖြစ်လာကအငေါက်ခံရလိုက်ဂယုဆိုင်ခံလိုက်ရနေတာမနက်စာစားပြီးသည်နဲ့ရှာခင်းတို့သွားရကနေ့လယ်စာကိုတော့ဦးတီမြဲစီတော်ကလမ်းကြုံထည့်ပေးခြင်းပင်အလုပ်တစ်ခုကိုဥဆောင်ရသည့်အတွက်ဒီပြောပါသည်ဒါပေမဲ့ဦးတီနဲ့တွေ့ရသည့်အချိန်မှနဲတော်တစ်ဖြစ်အချိန်ပြည့်အောင်မိနေရတော်လေသည်မနက်စာစားပြီးသည့်ဖြစ်၍ရေဦးထဲမှရေကိုခတ်တောက်နေခြင်းဖြစ်ကခံညားစီတော်မှာထမင်းစပွဲပေါ်မှာနေ၍သူ့ကိုလိုက်ကြည့်နေခြင်းဖြစ်လေသည်ထိုကလေးနဲ့ဒီမရင်းနှီးကြပါချေမိုးလင်းကနေမိုးချုပ်သည့်အထိရာထဲ၌ဖြစ်ကညပိုင်းတွင်လည်းဥတီနှခမ်းကိုထိတွေ့ပြီးသည်နှင့်အိမ်နှင့်နေကြပြီဖြစ်လေသည်ညခံရစေသောကြားလိုက်ရသည့်အတန်ကြောင့်ရိုးစင်ဘေးကလူကိုမော့ကြည့်နေမိသည်ဒီဦးကအခြားဦးတွေလိုသူ့အနာကိုမကပ်စကားလည်းမပြောတယ်လို့ကြည့်ပင်မကြည့်တဲ့ဖြစ်သူလည်းစကားမပြောရပေလိုက်မလားဒီတေးစကားနောက်ခံညားစီတော်ကြီးမြဝန်းတို့မှာတက်လက်လက်တောက်ပွားသွားတော်လေသည်အိမ်မှာသာအချင်းပြည့်နေရသဖြင့်သူပြင်းပါသည်ကစားစရာအဖော်လည်းမရှိသလိုလေးလေးကလည်းသူ့အလုံးနဲ့သူကိုမအားပါချေလိုက်မယ်ဗျဘယ်လိုဦးတီမြစီတော်ဆေးကြောလာသည့်အိုးခွက်ပကံများကိုယူ၍ဝင်လာရင်းမေးလိုက်ခြင်းဖြစ်ရာခံညားစီတော်မှာထမင်းကိုအလင်းစလိုပင်စားနေတော်လေသည်ခံညာဖြည်းဖြည်းထမင်းစားစမ်းဦးတီမြစီတော်ပြောလိုက်တော့မှခံညားစီတော်ကပုံမှန်အနေအထားဖြစ်တာစားတော်လေသည်ဒီတေကဦးတီမြစီတော်၏လက်ထဲမှအိုးခွက်ပကံတို့ကိုဆွဲယူကစင်မော်တွင်နေရာချရင်းကျုံညာကိုယာတဲ့ခေါ်တော်မလို့ဦးတီနေ့လယ်ပိုင်းဆိုအဝေါ်တို့အုပ်စုကယာနာမှာလာပြီးတော့ကစားကြရတယ်ညာလေကစားရအောင်လို့အဲ့ဒါကောင်းတယ်ကိုလည်းဒီမှာမအားနဲ့ခံညာကိုအဖော်ပြုတ်ပေးမိဘူးဆိုင်ငယ်ကိုကူးဆိုင်မောင်တော့ဒီခံညာကိုလည်းကူးဆိုင်ပေးအောင်ဟုတ်ခံညာစေတော်မှာရေတောက်ပြီးဒီနဲ့အပေါ်ထက်ကိုတရုံတုံပြေးတက်သွားတဲ့ဖြစ်ဦးတီမြဲဆိုမှဖြည်းဖြည်းသွားရန်လန့်အောင်ရပြန်သည်ဦးတီဒီခေါ်ရကိုလှည့်ကြည့်လိုက်တဲ့နဲ့နှကန်းအစုံမှနှွေးထွေးသွားလေသည်ဦးတီမြဲစေတော်အသာပြုံးကဒီဘာကိုထိတွေ့လိုက်သည်ထိုကဒီကချစ်စရာကောင်းရှိပြလာသည်အဆဆရကူးဆိုင်နော်ကိုနေ့လေကြာရင်လာခဲ့မယ်တိလားကလေးဟုတ်ဒါအစင်တည်းဖြစ်ပြီဗျလက်ထဲတွင်ဒနတွေးဝယ်ထားပေးသည့်ကားယုံများကိုပိုက်ကအပေါ်ထက်မှဆင်းလာသည့်ခံညားစီတော်မှာအလွန်တက်ကြွနေသည်ဟန်ခံညာရှင်မစော့ရဘူးရှင်မဖြစ်ရအောင်
အဝေးကြီးလည်းရှောင်မသွားရအောင်နော်ဟုတ်လေးလေးခံရစေတော့ကထိုးထိုးဆိုကအိမ်ပြင်းတို့ထွက်၍ဆိုင်ငယ်ရှိချင်းလေးတွေကိုသူ့ရုပ်များကိုခြေပြားလေးထောက်လျက်ထဲနေခြင်းဖြစ်လေသည်ဒီဒီတားရှိကနေစီးမယ်နော်ခံရစေတော့၏စကားကြောင့်ဥတီမြဲစေတော့ညခုံးမြပင်တက်သွားလေသည်အရှင်ကစကားပင်မပြောကြတဲ့တယောက်ကချက်ချင်းပင်ရင်းနှီးသွားကြသည်ဟန်ခံရစေတော့မှအချိန်အကန့်အသတ်မရှိသူနှင့်အတူရှိရမည်ဖြစ်သောကြောင့်ဒီဒီနှင့်အမှန်ပင်ရင်းနှီးစေခြင်းလေသည်ကျုပ်တော်ပြီဦးတီလေးလေးတက်တာခံရစေတော့မှရှေ့ရနေကြာနာထိုင်၍လက်ပြနေခြင်းဖြစ်ရာဦးတီမြဲစေတော့ခေါင်းသာညှိပြရင်းလက်ပြနှုတ်ဆက်လိုက်ရသည်မောင်းနေသွားပြီဖြစ်သည့်ဆိုင်ငယ်ကိုကြည့်ရင်ဦးတီမြဲစေတော့အသာပြုံးကအိမ်ထဲသို့ဝင်သွားလိုက်သည်စေကပွင့်ပြီးတဲ့နေ့လယ်စာချက်ပြုတ်ရန်အတွက်ပြင်ဆင်ရသည်အကူမတူလဲအိမ်ရှင်မတကယ်သို့ဖြစ်နေပြီဖြစ်လေသည်ညနေရောက်လာရင်လဲဒီဒီပြန်အလာကိုမျှော်နေရသည်ကနေ့စဉ်အဖြစ်ပြတစ်ခုပင်ဦးဒနာရှာခဲ့အဝယ်တင်ရှိသည့်တဲနာဘေးတွင်ဆိုင်ငယ်ထိုးရက်လိုက်သည်နှင့်ခံရစေသောမှာဆိုင်ငယ်ပေါ်မှခုန်ဆင်း၍ဒနာတွေးရှိရသောအပြေးသွားတော်လေသည်ဒနာတွေမှာရှာခင်းတွင်လောက်ကူနေကြမည်အလုသမားများကိုတောင်းဝင်ခွဲပေးနေခြင်းဖြစ်ရာခံရစေသောကိုမြင်လိုက်သည်နှင့်တည်တင်းနေသည့်မျက်နှာထားမှာချက်တင်းပင်လျှော့ချသွားတော်လေသည်နေရာတွင်ထိုင်ချကအပြေးလာဖက်သူကိုပြန်လဲပွေ့ဖက်၍ပေါပေါင်းလေးကိုအနံ့ပေးလိုက်လေသည်ဘာလာလောက်တာလဲအရှုပ်ထုတ်လေးတားဆုံးမှုဒီတိပြောတာဒီမှာငှက်ကြီးတွေရှိရဲ့တဲ့ခံရစေတော်၏စကားကြောင့်ဒနတွေကြောင်သွားရကမတ်တက်ရနေကြသည်အလုသမားများမှလည်းငှက်ကဗမာလဲဟု၍တီတူပြောဆိုနေကြသည်ဒီမှာဘာငှက်မှမရှိပါဘူးရှိတယ်တဲ့အုပ်စုလိုက်လာဆော့ကြတာတဲ့ခံရစေတော်မှာမျက်လုံးဝိုင်းလေးများဖြင့်ဒနတွေကိုကြည့်ကစိတ်အားထက်သန်စွာပင်ပြောလာခြင်းဖြစ်သည်ထိုချိန်တွင်အနားရောက်လာသူကဒီဒီဖြစ်ကဒနတွေမှမတ်တက်ထားရ၍ခံရစေတော်ကိုပွေးချလိုက်သည်ဒီဒီမင်းပြောတဲ့ငှက်အုပ်စုဟာဘယ်နားမှာလဲဗျာဒနတွေ၏အမေစကားကိုဒီဒီကနားမလဲဟန်ဖြင့်ရက်ကြည့်နေခြင်းဖြစ်သည်ဒီဒီပြောတော့ဒီမှာငှက်ကြီးရရှိရဆိုညောက်ကျုပ်ကဘယ်တော့မှပြောလို့လဲဟာဒီဒီပြောပါလေရာနာမှာအုံဝငှက်ကြီးကလာဆော့တယ်ဆိုပြီးတော့ခံရစေတော်ရဲ့စကားနောက်ပုံဝန်းကျင်တစ်ခွင်မှာခိတ္တသမျှတိတ်ဆိတ်တော်တော်လေသည်ထို့နောက်ဒနတွင်းနှင့်အလုသမားများ၏အော်ဤတန်မှာကျဲလောင်းစွာထွက်ပေါ်လာတော်လေသည်ဒီတေကလည်းပြုံးနေတဲ့ဖြင့်ခံရစေတော်မှာမအူမလဲလေးဖြင့်လိုက်ကြည့်နေမိတော်လေသည်အော်ဆိုတာငှက်မဟုတ်ဘူးခံရရဒနတွေပြောလိုက်တော့ခံရစီတော်မှာနှကန်းတို့ကိုရှေ့သို့ဆူချွန်၍အိုးဝါငှက်ပဲဟိုခံရစီတော်ကခတ်တူးတူးစကားဆို၍မျက်နှာလေးမဲနေတဲ့ဖြင့်ဒနအတွင်းမှာအသေးရကပေါပေါပေါင်းကိုတစ်ဖြက်ဖြက်နှင့်အနံ့ပေးနေတော်မူလေသည်ခံရစီတော်မှာရှာခင်းအလေတွင်ရှိသည့်တရက်ပင်ကြီးအောက်တွင်ကားယုံများဖြင့်တယောက်တည်းထိုင်ဆောင်နေခြင်းဖြစ်လေသည်ပပလေးကိုကြည့်လိုက်တော့ဒီလေဦးတော်များမှာကိုစီအလုတ်လုံနေခြင်းဖြစ်လေသည်တယောက်တည်းပြင်းနေပြီဖြစ်ရာဒီတိပြောသည့်အဝေါငှက်ကြီးအလားကိုပဲထိုင်ဆောင်နေပြီးတော့လေသည်ခံရရေမင်းပြောတဲ့အဝေါငှက်ကြီးလာပြီကွအဝေါမှာတဲနာဘေးတွင်စပိန်ရနေသောရှိသည်ဒနတွေ၏အတန်မှာကျဲလောင်စွာထွက်ပေါ်လာလေသည်ရှားထဲမှာအလုသမားများမှလည်းရှီမောနေကြတဲ့ဖြင့်အိုးပင်နားမလည်နိုင်ဖြစ်သွားရသည်ကျုပ်အိမ်မှာကလေးတယောက်ရှိတယ်နောက်ရခေါ်လာခဲ့မယ်ဟူ၍ကိုကြီးတိတိကမနေ့ညနေကသူ့အားပြောထားခြင်းဖြစ်လေပင်အမှန်ပင်လည်းရာလေရှိတရက်ပင်အောက်တွင်ကလေးတယောက်ကိုတွေ့မြင်နေရလေသည်ထိုကလေးမှာမျက်လုံးပြူးပြူးလေးဖြင့်ဗစက်လေးအနှဲငယ်ဟာကသူ့အားလှမ်းကြည့်နေခြင်းပင်အုံဝစပိန်တေချာရက်ကလွယ်ထားသည့်လွယ်အိတ်ကိုစပိန်တွင်ချိတ်ထားလိုက်သည်
ထို့နောက်ပစိုးကိုခတ်တူတူပြင်ဝင်၍တရက်ပင်ရှိရာကိုထွက်လာခဲ့သည်ဟေးကောင်မလေးဘာရီအဲ့လောက်ထိငေးနေရလဲပစလေးဟာလျက်သားဖြင့်သူကမွန်ငေးနေသည့်ကလေးကိုနှစ်ဖူးလေးခပ်ဖွားဖွားတောက်လျက်အုပ်အောကပြောလိုက်ခြင်းပင်ဒါကောင်လေးဗျထိုကလေးမှာလက်ကလေးနှစ်ဖက်ခေါင်းတွင်ထောက်လျက်ထိုတိုးဆိုလာသည်ဖြင့်အုပ်အောလွန်စွာအံ့ဩသွားလေသည်ရှိတွင်ရှိနေသည့်ကလေးမှာပန်းရောင်လက်သူအင်ကြီးလေးနှင့်အတူပေါင်သူပေါင်းမိခဲရောင်လေးကိုဝစ်ဆင်ထားခြင်းပင်ကုတ်ထောက်သည့်အထိရှည်သည့်ဆန်တွေများနှင့်အတူဖြူဖွေးနေသည့်အသားယူကိုပင်ပိုင်ဆိုင်ထားသေးသည်မျက်လုံးဝိုင်းဝိုင်းနှက်ခမ်းထူထူနှင့်လွန်စွာမှချစ်စရာကောင်းလာသည့်ဤကလေးမှာကောင်လေးနှင့်ဒူးတီနေရာဟု၍ပင်မရှိအတန်ကတော့ကောင်လေးအတန်နှင့်ခတ်ဆင်ဆင်ပင်အိုအော၏အတွေ့တို့ကခံညားစီတော်၏အပြုမှုကြောင့်ပြတ်တောက်သွားရကအုပ်အောမှာဟာခနေပြင်ဖြစ်သွားသည့်အထိပင်ညင်လားတားကောင်လေးပါဆိုမယုံတင်ငါနဲ့ယုံပါတယ်ဟာအိုအောမှာထို့တို့ပင်ဆိုရင်မြေကြီးပေါ်ဒူးထောက်တစ်ထက်ထိုင်၍ထိုကလေး၏ပေါင်းမီကိုအလင်းတမြန်ဝစ်ဆင်လိုက်ရလေသည်အခြားလူတွေရောအခုလိုရွှတ်မပြနဲ့ကိုကြီးကတားကိုမယုံသလိုလားကြည့်နေတာ哦အံ့ဩတော့လို့ကြည့်မိနေတာပါကွာအိုမှာထို့တို့ဆိုရင်မြေကြီးပေါ်တို့ထိုင်ချလိုက်ခြင်းဖြစ်လေသည်ထိုအခါခံညားစီတော်မှာအုပ်၏နဘေတို့သွား၍မြေကြီးကိုတစ်ချက်ငုတ်ကြည့်သည်ထို့နောက်တမင်ကိုလေးထိုင်နေသည့်အုပ်ကိုတစ်ချက်ကြည့်ကအုပ်၏ပေါင်ပေါ်တို့ခက်ကြုတ်ကြုတ်လေးဝင်ထိုင်သည်ခြေလောက်လေးနှစ်ဖက်ကိုစူးကျုပ်လျက်ခက်တီတီနဲ့လာထိုင်နေသည့်ကလေးကအုပ်ကိုမောကြည့်လာကတာပေါင်းမီပေမှာဆိုလို့မင်းကလူတွေလေးပဲအိုဝါထိုးထိုးဆိုတော့ခံညားစီတော်ကရှိပြလာသည်မင်းနာမည်ကဘာလဲတားနာမည်ခံညားစီတော်ပါဗျအသက်က9နှစ်ရှိပြီကိုကြီးရောကိုကြီးနာမည်ကຫນွေအိုအောအသက်ကတော့12နှစ်အာဒီပြောတဲ့အိုအောကကိုကြီးကိုတားငှက်ကြီးထင်နေတာခံညားစီတော်ဤစကားကြောင့်သူအလားတုံးကဒနတွေလှမ်းအောင်သည့်အကြောင်းအရာကိုအုပ်အောတပေါ်ပေါက်သွားလေတော့လေသည်ဦးတီမျက်စိတော်မှာထမင်းဦးနှင့်အတူဟင်းဦးငယ်များကိုထရော်တောင်းတေးနေထည့်ထားရသည်ထို့နောက်ပကံသုံးချက်နှင့်အတူစုံးများကိုထည့်၍ချီပဝါကိုအပေါ်မှအုပ်ထားလိုက်သည်အညာကအမျိုးသမီးများရှားထဲမှအမျိုးသားများကိုထမင်းသွားဖို့ကြသည့်ခန်းစားချက်ကဒီလိုပါလားဟု၍ဦးတီမျက်စိတော်တွေးလိုက်မိကတဘောတကြပြုံးလိုက်မိသည်ဆရာလေးချန်ရှင်မဩခေါ်တန်ကြောင့်ဦးတီမျက်စိတော်တရော်တောင်းကိုတဲကအပြင်းတို့ထွက်၍အိမ်တကားကိုပိတ်ခဲလိုက်လေသည်ချန်ရှိတွင်ရထားသည့်နွားလဲမှာဒနတွီး၏အတော်အိမ်မဖြစ်ကနွားလဲပုံမှာရှိနေဒီမှာလဲဒနတွီး၏ညမဝမ်းခွဲဖြစ်သူဆွေးသက်စာပင်ဆွေးသက်စာ၏ဖခင်ဖြစ်သူနှင့်အကိုကြီးဖြစ်သူမှာဒနတွီး၏ယာများကိုဦးစီးလောက်ကင်ပေးနေခြင်းဖြစ်လေသည်ဒနတွီးယာခဲများမှာဒီဒီယာခဲများနှင့်ကလျက်တည်ရှိနေခြင်းပင်ထို့ကြောင့်ဒီဒီအတွက်နေ့လယ်စာကိုအမြင့်လန်းကြုံထည့်ပေးနေရခြင်းဖြစ်လေသည်ဒီနေ့တော့ဆရာလေးကိုယ်တိုင်လိုက်ပြီပေါ့ဟုတ်တယ်ဆိုရင်ခင်ဗျားဒီဒီနဲ့လိုက်သွားလို့စကားပြောရင်းဖြင့်ထွက်လာခဲ့ကြခြင်းဖြစ်ရာနွားလေးမှာဒီဒီရာအနာတို့ရောက်တည်နေရက်တန်တော်လေးသည်ဦးတီမျက်စိတော့လှမ်းကြည့်မိတော့ရွာလေးရှိတရက်ပင်ကြီးအောက်တွင်အုပ်ဝန်းနှင့်အတူခန့်ညားစီတော်ကစားနေခြင်းပင်ဦးတီမျက်စိတို့မြင်လိုက်သည်နှင့်ဒီဒီမှာလွတ်လပ်စားတို့ကိုရက်တန်ထား၍နွားလေးရှိရာသို့အပြေးထွက်တော်လေသည်တနာတွင်မှာအလုသမားတို့အားနားရန်အချက်ပြရင်းခန့်ညားစီတော်ကိုပါလှမ်းခေါ်ရသည်ကိုကြီးထမင်းစားကြမယ်လေကိုကြီးကเจ้าမှာပြန်စားမှာညနေမှာအခြားတင်ငယ်ချင်းတွေခေါ်ပြီးတော့ကိုကြီးပြန်လာခဲ့မယ်တကယ်ပြန်လာနော်ကိုကြီးတားဆောက်နေမှာခန့်ညားစီတော်မှာအုပ်ကိုနှုတ်ဆက်ပြီးသည်နှင့်တနာတွေ့ရှိရာသို့အပြေးသွားတော်လေသည်လဲပေါ်တက်၍ဘေးနာကတ်ထိုင်နေသူကိုနှစ်ဖူးမှဆေးကြနေသည့်ချွေးများကိုဥတီမြဲစေသောလက်ကင်ဘဝဖြင့်တေချာတုပ်ပေးလိုက်သည်ဘယ်မှနေပြီလားကလေးဥတီကိုမြင်ရလို့အမောပြေသွားပြီ
ဆွေတက်ဆာမှာကြည်နူးနေသူတို့အားပြုံးပြုံးကြီးတာထိုင်ကြည့်နေရခြင်းဖြစ်လေသည်တနာတွင်မှာခန့်ညားစီတော်ကိုပွေ့ချ၍နွားလေးရှိရာသို့ရောက်လာခြင်းပင်တနာတွင်ရာခင်းရှိတဲတွင်သာနေ့လယ်စာအတူတူစားစုစားကြခြင်းဖြစ်သောကြောင့်တဲရှိရာသို့နွားလေးပြည့်ထွက်ခါလာခဲ့ကြလေသည်နွားလေးကိုတဲနာဘေးတွင်ထိုးရလိုက်သည်နှင့်ဒီနေ့တနာတွင်မှာပြိုင်တူပင်ဆင်းလိုက်လေသည်ထို့နောက်ဒီဒီမှာဥတီမြဲစေတော်၏လက်ကိုလှမ်းကန်၍လှဲပေါ်မှဆင်းရာတွင်ထိန်ကင်ပေးလာသည်ခန့်ညာစေတော်မှာလှဲပေါ်တွင်မတ်တက်လေးရက်ကလေးရဲ့လက်ကလေးဆန်ထန်းထားခြင်းဖြစ်ရာဒီဒီမှာဥတီမြဲစေတော်၏လက်ကိုစုပ်ကင်ကတဲရှိရာသို့တွားလိုက်သည်ဖြင့်ခန့်ညာစေတော်၏မျက်နှာမှာရှုံမဲ့တွားလေသည်ထိုအခါတယောတောင်းများကိုအောက်သို့ချနေသည့်တနတွင်ဦးလေးဖြစ်သူနှင့်အကိုတဝမ်းခန်းဖြစ်သူမှာသဘောတကျရှိကြတော်လေသည်တနာတွင်မှာလှဲပေါ်တွင်မတ်တက်ရက်နေသူကိုပွေ့ချီ၍အောက်သို့ချပေးလိုက်တော်သည်လေလူစုံတက်စုံနဲ့ဒီနေ့တော့ထမင်းမိန်ပြီဟဲ့ဖေကြီးကနှစ်တိုင်းထမင်းမိန်နေတာပဲဟိုဆွေတဲ့စာရေးစကားကြောင့်တဘောတကျရှိတဲ့များထွက်ပေါ်လာရလေသည်မိဆွေတခါတည်းစားတော့ပါလေအေးအောင်မမေကြီးနဲ့သူစားတော့မယ်ကိုကြီးကျုပ်ချမောင်ရက်တွေတွားခူးအောင်မယ်ဆွေတဲ့ဆာမအကိုကြီးဖြစ်သူကိုပြောရင်းထယော်ထောင်းငယ်ကိုရွက်ကရွာထဲသို့ထွက်သွားတော့လေသည်ဆရာလေးကဟင်းချက်ကောင်းတကူအညာဟင်းလျာတော့တော်တော်လေးချက်တက်နေပြီပဲဒီတည်းကအညာဟင်းလျာတွေပဲစားတတ်တာမလို့တင်ထားတာပါဦးကြီးအေးကွယ်ဒီတည်းကအိမ်အောင်ကြကံကောင်းတကူကွဦးကြီးစကားကြောင့်ဒီတည်းကသဘောတကျပြုံးကဦးတီမြဲစီတော်မှာတော့နေရွယ်ဖျားတို့ရဲတက်လာရလေသည်ထမင်းစားတော့ပြီးသည့်အခါရွှေတွင်းနှပ်ဘေး၌ပကံများကိုဆေးကြောခြင်းပင်ဆွေတဲ့စာကဆေးကြောခြင်းဖြစ်ရာဦးတီမြဲစီတော်မှာဘေးမှကူပေးရခြင်းဖြစ်လေသည်ဦးတီတဲတို့ဝင်းရန်အပြုတွင်ဘေးနားတို့ရောက်လာသူကရက်ကိုဆွဲကင်ကခေါ်သွားသည်ဖြင့်ဦးတီမြဲစီတော်မှာဒီတေးကြီးအနောက်တို့လိုက်ပါသွားတော့လေသည်တဲနှင့်မလန့်မကန့်တွင်ရှိသောကုပ္ပစ်တွင်ဝင်းထိုင်တို့ကြောင့်ဦးတီမြဲစီတော်ဘေးတွင်ထိုင်ရင်ပြင်လိုက်လေသည်တို့တော်ဒီတေးမှာသူ့၏ခါကိုဆွဲကင်လျက်အနားသို့ဆွဲယူလိုက်သည်ဖြင့်ဒီတေးကြီးပေါင်ပေါ်တွင်ဗေဒဆောင်အနေထားဖြင့်ထိုင်လျက်သားဖြစ်သွားနေရတော့လေသည်ဦးတီကျုပ်နှခမ်းကိုထိတွေ့ပါဦးဒီကလေးနဲ့ကိုတို့ခုအပြစ်မှာနော်ဦးတီမျက်စိတော်မှာထိုးထိုးစကားတို့ဆို၍နေရာမှထရင်ပြင်တော်ညာဒီတေးကအထမခံပဲကားကိုပိုင်နိုင်စွာပွေးဖွက်ထားတော်လေသည်ကလေးမစိုးရဘူးလေကွာဦးတီတာကျုံနှခမ်းကိုထိတွေ့ပင်တိတ်ကောင်းမှာပဲဗျာခွေးပေါက်လေးတစ်ဖွဲချစ်စရာမျက်နှာလေးဖြင့်မော့ကြည့်နေသူကြောင့်ဦးတီမြဲစီတော်မှာရီရခတ်ငိုရခတ်ပင်ဆိုသလိုပင်စူရမလို့ချစ်ရမလို့ဖြစ်ရတော့လေသည်အနိုင်ငယ်စုချွန်ထားသည့်နှကန်းလွာကိုအသာထိတွေ့လိုက်တော့ဒီတေးကတဘောတကြပြုံးရည်သည်ထို့နောက်ဒီတေးမှာဦးတီမြဲစီတော်၏ပါးကိုအသာထိတွေ့လာ၏ကျွန်တော်ကလေးကတကယ့်အဆူလေးတယောက်လဲတယောက်စုပ်ကန်ကတဲတဲတို့ဝင်လာကြတော့ဆွေးတစ်စာမှာခန့်ညားစီတော်ကိုတစပင်စီးပေးနေခြင်းပင်ခန့်ညားစီတော်၏မျက်နှာမှာလည်းတနခအဖွေးသားနေပင်ဖြစ်နေတကားလွန်စွာပင်ချစ်စရာကောင်းလာပါသည်ဆရာလေးအိမ်မဲကြောက်ပြင်မရှိယူသွားပါလားဒီမဲ့အများကြီးရှိတယ်တခုလောက်ယူလာလိုက်ပါမယ်ခန့်ညားကြောက်တဲ့ရင်လိမ့်ပေးရအောင်လို့ဒီမဲ့တနခတုံးတွေရောပဲကြိုက်တာဒါရွေးယူသွားဆွေးတဲ့စာထို့တို့ဆိုရင်ပင်တနခါသုံးများကိုရွေပေးနေတော်လေသည်ခန့်ညားစေတော်မှာဒီတေးရှိရှိသူအပြေးသွား၍ကိုပါကိုလက်ညှိုးလေးအသာထိုးကဒီတီတောက်ကိုနမ်းကြည့်တီဆွေးပါလိုမျိုးမှွေသွားပြီလားလို့နမ်းတာပါလေဘာကိုထိတွေ့ခိုင်းတာဦးတီမြဲစေတော်ပြောလိုက်တော့မှဒီတေးကတဘောပေါက်ကခန့်ညားစေတော်ဤရှိတွင်ဒုတစ်ဖက်ထောက်ချန်ရထိုင်ချလိုက်သည်ထို့နောက်ခန့်ညားစေတော်၏ပါးကိုထိတွေ့လိုက်ခြင်းဖြစ်ရာခတိတင်းရလာသည့်တနခါပိုင်းကျန်းတန်းကြောင့်ဒီဒီမျက်လုံးလေးများဝိုင်းဆက်တော်လေသည်ဒီလိုလာပါဦးဦးလည်းမွေးကြည့်အောင်မယ်တနာတို့၏စကားကြောင့်
ခညာစီတော်မှာပြုံးရည်လျက်ပင်အပြေးတော်တော်လေးသည်ဒီနေ့မှာနေရာမှထားရ၍ဘေးတွင်ရန်နေသည့်ဦးကြည်မျက်စိတော်ကိုလှမ်းကြည့်မိသည်တနခါလိမ့်ပါလားဦးတီကျုပ်မှုမွေးလေးထိတွေ့ကြလို့ဒီတေးစကားကြောင့်ဦးကြီးမှာချောင်းတအဟံဟံဖြင့်အပြင်တို့ထွက်သွားတော်လေသည်ဆွေတဲ့စာတို့မောင်နှမမှလည်းပြုံးရည်နေကြတဲ့ဖြင့်ဦးတီမျက်စိတော်မှာမျက်နှာတစ်ခုလုံးရက်တက်လာရသည့်အထိမနက်ကင်းလင်းချက်တို့တင်နဲ့ခန့်ညားစီတော်မှာအိယာမှကုံယုံထား၍အောက်ထပ်သို့အပြည့်ဆင်မိသည်ဦးတီမျက်စိတော်မှာထမင်းချက်နေခြင်းဖြစ်ရာအိမ်မုံဆုံဘွားဖြင့်အပီးဝင်လာသည့်ခန့်ညားစီတော်ကြောင့်ကြောင်အတော်ရလေသည်ခန့်ညားအစိုးရရှိတယ်လေထိတ်လိုက်အောင်ဒါအိပ်ပြော့သွားလို့ဒီတရထားခဲ့မှထင်လို့မင်းရဲ့ဒီတရအိမ်နေတော့တောင်းနှုံးတော့လေးလေးတော့အိပ်တော့ခန့်ညားစီတော်အပေါ်တက်တို့ပြန်တက်လာခဲ့လိုက်ကဒီတီတို့အခန်းကိုအသာဟ၍အထဲသို့ချောင်းချလိုက်သည်ဒီတီဟာအိမ်နေတုံဖြစ်ကခန့်ညားစီတော်အိတ်ခန်းထဲသို့ပြန်လာခဲ့လိုက်လေသည်အိယာတဲ့တို့ဝင်ကစောင်းကိုဆွဲချုံ၍လက်အိတ်လိုက်ယုံရှိသေးသည်ကြားလိုက်ရသည့်အတန်ကြောင့်နေရာမှတဖန်ကုန်းထားမိသည့်အထိစောတော်ပြုတ်ခန့်ညားစီတော်အိတ်ခန်းထဲမှအပြေးထွက်ကအခန်းကပင်းပေါက်မှခြေပြားအသာထောက်၍လမ်းကြည့်မိသည်သို့သောသူ့ရက်ကပူနေတဲ့ဖြင့်ကောင်းကောင်းမမြင်ရပေဘေးပပတ်လည်းကိုဝှေ့ကြည့်မိတော့တန်တက်တာအသေးလေးရှိတဲ့ဖြင့်ထိုတက်တာကိုအာကုံဆွဲယူလိုက်သည်ထိုတက်တာပေါ်သို့တက်လိုက်သည်နှင့်ခြံရှိသို့ရှင်းလင်းစွာပင်မြင်နေရသည်ကိုကြီးအုပ်ရောခန့်ညားစီတော်၏အတန်ကြောင့်အဝေါ်တာမကစောခံကြွလာသည့်ကိုရင်လေးများနှင့်အတူစွန်းလောင်းရင်ပြင်းနေသည့်ဦးတီမြဲစီတော်မှာအပေါ်တို့မောကြည်လာခြင်းပင်ဖြစ်လေသည်ခန့်ညားအောက်ကိုအခုစေးစမ်းပရင်ပေါမှာခေါင်းပြူမထွက်နေသူကြောင့်ပြုတ်ကြမီဆိုရင်ကလှမ်းအော်ပြီးကမှစွန်းလောင်းနေသည်ကိုပြန်အမှတ်ရသည်ခန့်ညားစီတော်မှာခြံရှိသို့အပြေးရောက်လာကအုပ်အိုး၏လက်ကိုဆွဲကိုင်လိုက်သည်ကိုကြီးဘယ်ထွမ်းမို့လဲရွာထဲပတ်သွားမလို့အစိုးရရှိတီတာကိုနိုးနေပြီလားဟုတ်ဒါတော့တူနိုးလာတာစောတရည်လေးပြအိမ်လိုက်အောင်နေ့လယ်မှာရွာထဲမှာတွေ့မယ်ဒါအိတ်ချင်တော့ကိုကြီးနဲ့လိုက်ချင်တယ်ကိုကြီးကတရွာလုံးပတ်မှာတားလိုက်မယ်လေဆရာလေးကမထဲ့တော့ဘူးကိုကြီးပြောပေးလက်ကိုဆွဲရန်ကကြည်ကြနေသည့်ပေါက်စားကြောင့်အဝုံးမှာစပင်းမရှိသည့်ခရုံပြောင်ကိုအသာပွနေမိသည်ဦးဒီမဲစီတော်မှာစောလွန်ပြီးဖြစ်၍သူ့ကိုလှဲကြည်လာခြင်းဖြစ်ရာအဝုံးမှာရည်သာရည်ပြမိလေသည်ဆရာလေးကျုပ်ညောင်ကိုခေါ်သွားလို့ရလားကျုပ်တခြားပြန်လိုက်ပို့ပေးပါမယ်အဝေါ်၏စကားကြောင့်ခန့်ညားစီတော်ကိုကြည်လိုက်တော့အဝေါ်၏နောက်တွင်ကွယ်ရဲ၍ခေါင်းလေးဆောင်ကခိုးကြည့်နေခြင်းပင်ခန့်ညားမျက်နှာတပီမှာလိုက်တော့ဟုတ်လေးလေးခန့်ညားစီတော်မှာထို့သူဆို၍အိမ်ထဲသို့အပြေးဝင်သွားပြီဖြစ်လေသည်ဦးဒီမျက်စီတော်မှာအဝေါ်ကိုမှားဆရာရှိသည်များကိုမှား၍မိဖို့ချောင်းတို့ပြန်ဝင်ခဲ့လိုက်လေသည်လေးလေးတားသွားပြီဗျခန့်ညားစီတော်မှာထို့သူဆိုလျက်ခြံရှိသို့အပြေးသွားပြီဖြစ်သည်ဦးဒီမျက်စီတော်ခေါင်းသာရန်ကမနှက်စာချက်ပြုတ်ရန်သာပြင်ဆင်လိုက်သည်စွန်းတော်ပြုတ်အိုဝကထိုတို့အတန်ပြူတင်နဲ့လက်ကိုတွဲကဘေးကနေလှုပ်တုပ်ဖြင့်လိုက်ပါလာသူကဗိဒဆောင်လေးမော်ကြည်လာသည်ဘဝင်းကျင်တကွင်းမှာမှောင်ရိပ်တန်းနေစေဖြစ်ကအလေးရောင်ထွက်ပြူစာအချိတ်သားရှိသေးလေသည်စွန်းတော်ပြုတ်ဘေးမှာအကောင်ပေါက်လေး၏အော်တန်ကြောင့်အဝအံ့ဩသွားရကပြုံးလိုက်မိသည်ထို့နောက်ကိုရင်လေးများ၏ရှေ့မှဦးဆောင်ကနှစ်ယောက်ပြိုင်တူပင်အော်ရင်စွန့်ထလောင်းရန်အတွက်ရွာသားများကိုအတိပေးရလေသည်ဦးတီမဲစီတော်မှာမနှက်စာချက်ပြုတ်ပြီးပြီဖြစ်၍ဒီတီးကိုနှိုးရန်အပေါ်တို့တက်လာခဲ့လိုက်သည်နှုံနေပြီဖြစ်တော့ကလေးငယ်မှာအိယာထဲမှာမထသေးပဲသူ့အလာကိုစောက်ဆိုင်လျက်ရှိသည်ဒီကလေးက
သူအနမ်းမပေးတ၍အိယာထဲမှာထားလာမိမဟုတ်ပေအိတ်ချင်အောင်စောင်းနေသူ၏နဖူးကိုခပ်ပွားပွားထိတွေ့လိုက်တဲ့နဲ့ကလေးငယ်မှာဟန်ပင်မဆောင်နိုင်တော့ပဲပြုံးရည်လာသည်ကလေးငယ်၏အပြုံးတို့ကတနေ့တာအတွက်အားရင်တခုပင်ထတော့အိပ်ဖို့လေဟုတ်ထပြီဥတီအိယာထဲမှာထားလာသူမှာဥတီမဲစီတော်၏နဖူးကိုအသာထိတွေ့ပြီးနောက်အောက်ထပ်သို့ဆင်းသွားပြီဖြစ်သည်ဥတီမဲစီတော်မှာအိယာခင်းတို့အားတိတိတက်တက်ခောက်တင်ပြီးနောက်ခန့်ညားစီတော်၏အိတ်ခမ်းထဲသို့သွားကအိယာခင်းများကိုခောက်တင်လိုက်သည်အခန်းထဲမှာအထက်တွင်ဗရင်ပေါအောက်ဘက်မှနေရရှိနေသောတန်တစ်တာကိုမြင်သည်ဖြင့်ငကိုနေရသို့ပြန်လဲတွန်းထည့်လိုက်ရလေသည်အမောင်ခန့်ညာမှွေသွားသည့်အရှုပ်ထုတ်ပင်ထိုတစ်တာကိုနေရချပြီးသည့်နောက်တွင်ဘေးတွင်ရှိနေသည့်ကြောက်ပြေနှင့်တနခါလုံးကိုအကြည့်တို့ရှိလျားသွားရလေသည်ဆရာလေးရေကျုပ်ညာကိုပြန်လိုက်ဖို့ပြီးဗျချန်ရှိမှအတန်းကြောင့်ဗရင်ပေါမှလှမ်းကြည့်လိုက်ခြင်းဖြင့်ရာခန့်ညားစေတော်မှာအုပ်အိုး၏စပိန်နောက်မှကကားလေးထိုင်လျက်လိုက်ပါလာခြင်းဖြစ်သည်အုပ်အောမှာစပိန်ကိုဥစွာရဲ၍ခန့်ညားစေတော်ကိုပွေချီကအောက်သို့ချပေးခြင်းပင်အုပ်အောဂူးဆိုင်ပြီးပြောင်းဟုတ်ကဲ့ဆရာလေးခန့်ညားအပေါ်တက်ခဲ့ဟုတ်လေးလေးကိုကြီးပြန်ပြီနော်ညာဟုတ်ကိုကြီးနေ့လည်းကြာရင်လာခဲ့နော်တားဆောင်နေမယ်အိုးမှာကောင်းတာညိပြရင်ပင်ထိုကလေး၏ခေါင်းကိုအသာပုတ်ပေးလိုက်သည်ထိုကလေးအိမ်ထဲသို့ဝင်သွားသည့်အခါမှာစပိန်ကိုနင်းလျက်ရောင်ဦးကျောင်းသို့ပြန်လာခဲ့သည်ခန့်ညားစေသောအပေါ်သို့ရောက်သည့်အခါဥတီမြဲစေသောမှာတနခါတွင်းနှင့်ပြီးပြီဖြစ်လေသည်ခန့်ညားဒီယိုလာခန့်ညားစေသောမှာအပြေးလာ၍ဥတီမြဲစီတော်၏ဘေးတွင်ဝင်ထိုင်လိုက်သည်မနက်ကအိမ်ရထွက်သွားတော့ကစပင်တို့အားခြားသားခြင်းဖြစ်ကယခုတွင်တော့စပင်တို့အားစီးနှောင်ထားခြင်းပင်အော်အားစီးပေးထားသည်ဟန်သူသည်ဥတီမြဲစီတော်တနခါကိုလက်ညှိုးဖြင့်အသာဆွဲယူ၍ခန့်ညားစီတော်၏မျက်နှာထ၌လိမ့်ချေပေးလိုက်သည်ဖြူဖြူဖွေးဖွေးလေးနှင့်ခန့်ညားစီတော်မှာဝါညံ့ညက်တနခါလေးနှင့်လုံစွာမှချစ်စရာကောင်းနေတော်လေသည်ရပြီဒါရုပ်တွေတွားယူတော့မယ်လေးလေးခန့်ညားစီတော်မှာတိဝိခန်းထဲသို့ဝင်သွားပြီဖြစ်ရာဥတီမြဲစီတော်မှာတနခါကိုထပ်မံတွေး၍ကိုယ်တိုင်ပင်မျက်နှာထဲ၌လိမ့်ချေလိုက်သည်ဒီတေမှာမနက်ပိုင်းတွင်ရေစီများထဲသို့ရေပြည့်ကတ်ထည့်ပေးနေကြဖြစ်လေသည်အိမ်သားလေးရေအလုံးလောက်အသုံးပြုနိုင်ရန်နှင့်ရေချိုးရန်အတွက်သာဖြစ်လေသည်ရေပြည့်ပြီးဖြစ်သည့်အခါမှသာမျက်နှာတည်၍ခြေလက်စေးခြင်းဖြစ်လေသည်ဒီတေအပေါ်တက်တို့တက်လာခြင်းဖြစ်ရာအိတ်ခမ်းထဲသို့ဝင်လိုက်သည်နှင့်မြင်လိုက်ရသည့်အရာကြောင့်အံ့ဩမင်တက်သွားရလေသည်ဥတီမြဲစေတော်မှာတစ်တာနဘေးတွင်ထိုင်လျက်သူ့အတွက်အဝတ်ရွေးပေးနေခြင်းဖြစ်လေသည်ညွန်ညံ့ညံ့အသားရည်ထ၌ဝါချီချီတနခါတို့ကနေရာယူနေကဆေးပိတ်ထားသည့်နှကန်းလွာထူထူတို့ကဆေးကိုမပါဘဲခရရဲလေးဖြစ်နေခြင်းပင်သူ့ပိုင်ဖြစ်သည့်အလျားတရားသူ့အပိုင်ဖြစ်သည့်အလျားတရားတို့ကိုညက်တောင်တစ်ခတ်အချိန်မျှပင်လက်လက်မသွားခြင်းတစ်ဖြစ်စိုက်ကြည့်နေခြင်းဖြစ်ရာအဝတ်တို့ကိုကင်ဆောင်၍အနားသို့ရောက်လာသူကအဆက်ဘိုးကနေရွယ်ဖျားလေးတို့ပင်ရဲတန်နေပြီဖြစ်လေသည်လှတယ်ဥတီယာတိတ်လှတာပဲပါလီကိုထိတွဲလိုက်သည့်အခါတင်းပြက်ပြက်တနခါရနံကသူ့ဝင်လာသည်လူညံ့နေသည့်ပပြင်းတို့ကတနခါရနံတို့တင်းပြက်လျက်ထက်ခါထိတွေ့ခြင်းလောက်အောင်ဆွဲဆောင်လျက်ရှိသည်ပစိုးကိုတေးတက်စွာဝတ်ဆင်ထားသည့်ခါပေါ်သို့ဒီဒေး၏လက်တို့ကရှက်တွေလာကနုညံ့လာသည့်ပပြင်းလေးနှစ်ဖက်မှာမညာမတာထိတွေ့ခြင်းခံရသည်ခလေးတော်ပြီလေကွာတနခါတွေပြက်ကုန်တော့မှာကျုပ်ထိတွေ့အောင်လိမ့်ထားတာမဟုတ်ဘူးလားမဟုတ်တာဥတီယာမညာတဲ့ပဲနဲ့ရှင်ပြစာပင်ပြုံးရည်နေသူကြောင့်ဥတီမြဲစီတော်မှာအဆက်ဘိုးကမျက်နှာလေးကိုတစ်ဖက်သို့လှည့်သွားတော့သည်
ထိုအခါဒီထဲမှာဥတီမျက်စိတော်ကိုပိတ်ပတ်ထားလျက်ပင်ပခုံးတို့ကတတိတ်တိတ်တုံဒီအထိခက်ဟာဟာရှိသည်မရင်နဲ့လေကွာကိုရှက်တယ်လေရှက်တယ်ဆိုတာဘာလဲကျုံမသိဘူးဥတီကကျုပ်ပိုင်ဆိုတော့ကျုပ်သိတယ်ကလေးရတော့ကွာအရှက်သေးနေသူမှာကောင်းလီငုံလီရဲ့မျက်နှာလေးကိုကွယ်ဟတ်သွားတော်လေသည်ညနေကျရင်ကိုကြီးတို့နဲ့အတူမြို့သက်ပြီးတော့ပစ္စည်းတော့ဝယ်ကြမှာငါတုတ်ကဘာကိစ္စလိုက်မှာလဲဟိုကောင်ကတော့သူဝယ်မတက်ဘူးလားကျုပ်လည်းမသိဘူးဗျညနေမှတက်ရင်ညအိနေရမှာပေါ့ဘာကိစ္စညနေတက်ရပါလဲအဲ့ဒါလေကျုပ်မသိဘူးမင်းသိလားဘာရှိလဲတဏှာတွေဤဒေါသတကြီးအပြုတ်မှုကြောင့်စောထွေးမှာခေါင်းဝင်သာတပြင်းပြင်းကုန်နေမိသည်ပတ်စံရတာနဲ့မကာမိအောင်ပင်အငေါက်ခံရသည်မှာနှိမ့်တိုင်းလိုဖြစ်လေသည်တဏှာတွေမှာအလောတကြီးပင်အိမ်မြင်တို့ထွက်သွားပြီးဖြစ်ရာစောထွေးမှာတော့ရှုံမမင်းနဲ့အနောက်ကပြေးလိုက်ရတော့လေသည်မောင်တုံမှာဝဲရမိပစ္စည်းစရင်ကိုစစ်ဆေးနေခြင်းဖြစ်ရာမြို့ထွန်းမှာတော့ကားကိုမှီလျက်ပြုံပြုံကြီးစိုက်ကြည့်နေခြင်းပင်အဆင်ပြေတယ်မောင်တုံမှာထိုတို့ဆိုလျက်စာရွက်ကိုပြန်ပေးလိုက်ခြင်းဖြစ်ရာမြို့ထွန်းမှာစာရွက်ကိုခောက်၍အိတ်ထဲသို့ထည့်ထားလိုက်သည်မြို့ထွန်းမှာမောင်တုံနှင့်တက်တူရွယ်သူဖြစ်ကာငငယ်ကစော့ပေါ်စော့ဖက်တငယ်ချင်းပင်ဆယ်ကျော်တဲ့အရွယ်ရောက်သည့်အခါမြို့ထွန်းမှာဖခင်ဖြစ်သူနှင့်အတူမြို့တို့တက်၍စောက်လို့ရဲ့အသက်ပညာကိုတင်ယူလာခဲ့ခြင်းဖြစ်လေသည်ထောင်ထောင်မောင်းမောင်းနှင့်ညုံညံ့ညံ့အသားရည်ရှိသည့်မြို့ထွန်းမှာငွေရှာရာ၌အလွန်တော်သလိုပွေရှုပ်၍ငွေဖြုံးရာ၌လည်းအတော်တော်သူပင်ဖြစ်လေသည်တွားရအောင်မောင်တုံမှာခေါင်းအသာညိပ်ပြရင်ပြောလိုက်ခြင်းဖြစ်ရာမြို့ထွန်းမှာကားပေါ်သို့အရင်တက်ခြင်းပင်မောင်ထုတ်ကားပေါ်သို့တက်ရင်အပြူတွင်ဆွဲခိုက်ခြင်းခံလိုက်ရသည့်လက်တစ်ဖက်နှင့်အတူအားပါသဖြင့်နောက်တို့ပင်အနှဲငယ်ဆုတ်သွားရသည့်အထိစောထွေးမှာအနောက်မှအမောတကောပြေးလိုက်ရသဖြင့်ထူးပင်မထူးနိုင်ပဲအသက်ဝဝရှူနေရခြင်းပင်မင်းလိုက်တော့တဏှာတွေမှာထိုတို့ဆို၍မောင်တုတ်ကိုဆွဲခေါ်သွားပြီးဖြစ်ရာစောထွေးမှာကြောင်းအန်းနှင့်ကြံနေခဲ့တော်လေသည်ဟေးကောင်တဏှာတွေမှာသူ့လက်ကိုအာပပါဆုပ်ကန်၍ရှေ့မှအလောတကြီးသွားနေခြင်းပင်မင်းဘာဖြစ်နေရလဲတဏှာပစ္စည်းဝယ်တာငါလိုက်မှဖြစ်မှာတဏှာတွေမှာအကြောင်းပြန်လာခြင်းမရှိစုပ်ကင်ထားသည့်လက်တို့မှာပို၍တင်းကြလာသည်တဏှာငါလက်နာတယ်နွားကောင်ငါလက်နာတယ်လို့မောင်တုံမှာပြောရင်းနဲ့ပင်တဏှာတွေဤတင်အစုံကိုနောက်မှကန်လဲရချလိုက်ခြင်းဖြစ်လေတဏှာတွေမှာမြေပြင်ပေါ်သို့မှောက်ရည်ကြီးပြလဲသွားခြင်းဖြစ်ရာမောင်တုံမှာစိတ်တူနေသည့်ကြားမှာရည်ကျင်သွားရလေသည်နားရဲဟာငါလည်းနားတယ်လေမင်းမနာတတ်တာလားမောင်တုံပြောလိုက်တော့တဏှာတွေကရှုံမမဲ့မျက်နှာထားပြီးအရှိမကုန်းထားလာသည်ထို့နောက်သူ့ရှိတို့လာရက်ကလက်တစ်ဖက်ကိုဖြန်း၍ရှေ့သို့တိုးပေးလာသည်မင်းလည်းပေးဘာလို့မလို့လဲပေးစမ်းပါတဏှာတွေစကားကြောင့်မောင်တုံလက်ကိုပေးလိုက်ခြင်းဖြစ်ရာတဏှာတွေမှာလက်ချောင်းတို့ရှက်ဖြာ၍သူ့လက်ကိုတွဲကင်လိုက်ခြင်းဖြစ်သည်ဘာလို့တာလဲမင်းပဲနာတယ်ဆိုမနာအောင်ကင်ပြီးတာလက်ကင်စရာဘာကြောင့်ရှိလို့လဲအခုလို့အိမ်ရောက်ရင်လွတ်ပေးမယ်တဏှာတွေမှာမောင်တုံ၏လက်ကိုငဲမြန်စွာဆုပ်ကင်လျက်အိမ်တို့ပြန်လာခဲ့ခြင်းပင်မောင်တုံမှာတလန်းလုံးယုံလာခဲ့ခြင်းဖြစ်တော်ညာတဏှာတွေမှာအိမ်တို့ရောက်သည့်အခါမှာလက်ကိုလှုပ်ပေးလာခြင်းဖြစ်သည်မင်းဘာဖြစ်နေရလဲတဏှာဟိုကောင်နဲ့ဝေးနေလို့ငါမပြောဘူးလားမင်းအဲ့ကောင်နဲ့အတူတူညအိပ်ဖို့တော့စဉ်းစားနေတယ်ဗောဘာမားနေလို့လဲမြို့တို့ကငါတို့နဲ့ငငယ်ကလေးကပေါင်းလာလဲကောင်မှားတယ်အဲ့ဒီကောင်နဲ့တပူပူတွတွနေတာကမှားနေတာငါဘာသာငါဘယ်သူနဲ့ဘလို့ပဲနေနေလေမင်းပူပါလားငါပုတ်ကတ်နေမကလို့ဖက်နှန်းနေရင်တော့မှ
တယောက်တစ်ခွန်းဖြင့်စုညံလျက်ရှိသည့်အခန်းတွင်၌စကားတန်တို့မှရုပ်ချင်းသိစိတ်သွားတော်လေသည်ဖတ်ချမ်းစိတ်လေးဤတက်ရောက်မှုကြောင့်ညိုလျနေသည့်ခတ်ထူထူနှကန်းအစုံမှာသူနှကန်းနှင့်ပူကလျက်ရှိကမောင်တုတ်မှအသက်ရှူရန်ပင်မေ့လျော်သွားရလေသည်ရှုံးကန်ထုရိုက်နေသောညဒနတူဤခန္ဓာကိုယ်မှာကြစ်လိ၍သူ့ရဲ့ချက်တို့ကိုတုတ်ပြန်ခြင်းမရှိခက်ခက်နှင့်လေးဦးရှူတွင်းလိုက်သည့်အခါဖတ်ချမ်းစိတ်လေးဤကျင်းပြသည့်ရနံ့မှာတူးဝင်လာတော့လေသည်နှကန်းအစုံမှာလစ်လက်တော်သည်နှင့်မုံတုတ်ဤကျင်းပြသည့်လက်တီးထိုးချံမှာဒနတူဤမျက်နှာနှင့်မိတ်ဆက်သွားတော့လေသည်ဒနတူငါ့ဝယ်တဘောကြပဲဘာငါမဟုတ်တဲ့အခြားသူနဲ့နီးနီးကပ်မနေပါနဲ့လားဒနမင်းဘာဖြစ်ချင်နေရလဲမောင်မင်းကိုချစ်ချင်နေတာမောင်တုံးမှာခက်တာသမျှတိတ်ဆိတ်သွားပြီးနောက်ညုံဝန်းအစုံတိုင်းညည်ရွာဝေတီလာသည်ငါ့ကိုလှုပ်ပေးစမ်းပါဒနရာငါနှလုံးသားနာကျင်ရတယ်ကွာမင်းလွတ်စပယ်မပြောစမ်းပါနဲ့မောင်မင်းကိုချစ်မိနေပြီထင်တယ်ချစ်မိနေတာချစ်လုံးလို့မျက်နှိုးရလုံးလို့ယူတော့မလို့ပဲမင်းသာမောင်နာထွက်သွားခဲ့ရင်လေမောင်အတီယူသွားတော့တယ်မင်းသာအခြားတစ်ယောက်နဲ့ချစ်ကြိုက်သွားခဲ့ရင်ဆိုတဲ့အတွေ့အမောင်နှလုံးသားကိုဘယ်လောက်ထိထိုးနှက်နေလဲမင်းသိလားငါမသိဘူးသိလည်းမသိချင်ဘူးငါမင်းကိုမကြိုက်တော့ဘူးဒနငါမင်းကိုလက်လွတ်လိုက်ပြီမောင်တော့မင်းကိုတဘောကြတယ်ရိုးရမောင်မင်းကိုတိတ်မြင်လို့တာမလို့မောင်စဉ်းစားပေးလို့ရမလားဒနတွေစကားကြောင့်မောင်တို့ခဏသမျှငြိမ်သက်သွားလေသည်ခုံပေါင်းနေတဲ့နှလုံးသားကအမှတ်မရှိသေးနဲ့နွားကောင်မင်းယူနေပြီမောင်တို့မှာထိုတို့ဆိုလျက်အပြင်တို့ထွက်သွားပြီဖြစ်လေသည်ဒနတွေမှာစိတ်ရှုပ်စွာပင်စပင်တို့ထိုးဖွားဖြစ်လိုက်တော့လေသည်ဘာဘလို့ဖြစ်သွားသလဲဆိုတာသူ့ကိုယ်တိုင်ပင်မသိသူစိတ်တို့လွတ်ထွက်သွားသည်ကအခြားကောင်နှင့်ဖတ်နှမ်းမိဟူသည်မုံတုတ်ဤစီးလွတ်စကားများကြောက်တာလည်းရင်ဖြစ်လေသည်ဦးတီမျက်စိတော်မှာဖိတ်စာထက်၌နေရာယူနေသည်မောင်ဆိုင်ဒီဒီရှန်အပေါင်းဦးတီမျက်စိတော်ဟူသည်အတုံးအနှုံးကိုကြည်ရင်လုံစွာမှတဘောချနေမိသည်ရွာထိန်မှာကြီးတီတာဤသမီးမင်္ဂလာဆောင်ဖြစ်ကမင်္ဂလာပွဲကိုလာခဲ့ပါဟု၍ပင်ထက်ခါပြော၍ဖိတ်စာကိုလာပေးခြင်းပင်ရွာသားအများစုမှာလက်ခံနေကြပြီဖြစ်ကြောင်းခံညားစေတော်ကိုရွာသားများကအလွန်ပင်တဘောကျနေကြောင်းစကားများစွာပေါင်းဖွဲ့၍ပြောသွားခြင်းပင်ဖိတ်စာမှာ၃ဆောင်ပေးလိုက်ခြင်းဖြစ်ရာတစ်ဆောင်မှာမောင်တနတွေဟူသည့်အမည်နှင့်ဖြစ်ကနောက်တစ်ဆောင်ထက်ကအမည်နာမကိုတော့သူမသိပါချေဆရာလေးဖိတ်စာထမှာအမည်နာမကိုကြည်နေတော့မှပင်ရုတ်တရက်ထွက်ပေါ်လာသည့်အတန်ကြောင့်ဦးတီမြဲစေသောအမှန်ပင်လန့်သွားရခြင်းဖြစ်လေသည်ဒီတိရှိလားအစောမှရေချိုးပြီးလို့အဝတ်လဲနေတယ်ဘာဖြစ်လို့လဲမောင်တို့မျက်နှာလေးရဲနေတာနေလို့မကောင်းဘူးလားဦးတီမြဲစေတော်ဤစကားကြောင့်မောင်တို့မှာမလုံမလင်းနဲ့မျက်နှာကိုအသာပုတ်တက်မိသည်ကြောက်နေကောင်းပါတယ်အပြစ်မှနေကတအားပူနေလို့မောင်တို့ရဲ့စကားကြောင့်ဦးတီမြဲစေသောအပြင်ဘက်သို့လှမ်းကြည့်လိုက်မိသည်ညနေဆောင်နေပြီဖြစ်၍နေအလင်းရောင်ပင်ပျောက်လူနေဖြစ်နေတော့သည်ကုတို့ဒီထဲမှာအပေါ်တန်းမှဆင်းလာခြင်းဖြစ်ရာမောင်တို့မှာဒီတိရဲ့အနာသို့သွား၍ပွေ့ဖွဲ့လိုက်ခြင်းဖြစ်လေသည်ငေါ့တစ်ချက်လောက်ထိုးပေးစမ်းပါဒီတေးရာအမက်ရှိတော့အောင်လို့ထိုချိန်တွင်အိမ်ထဲသို့အလောတကြီးအပြေးဝင်လာသူကဒနတွေဖြစ်ကဒီတေးနှင့်မောင်တို့ကြားမှာအတင်းတိုးဝင်လိုက်ခြင်းပင်မင်းဘာအယူထနေရလဲဒနဒီတေးနဲ့လည်းမရအောင်မောင်ကအရန်တဝင်းတိုးတာမလို့မင်းပထွေးကိုတဝင်းတိုးဖြစ်ပြနေသည့်အကြောင်းအရာတို့အားဒီတေးနားမလဲပါချေသူပေမဲ့ကိုတနမှာဆိတ်ဆိုးနေသည့်မုံတုတ်ကိုပြုံး၍ကြည်နေသည်မှာသူ့အပိုင်ကိုစိုက်ကြည့်နေသည်နဲ့ဦးဒီမဲစေတော်အနေနဲ့အခြေအနေအရရက်တို့ကိုအနှဲငယ်တော့နားလည်စာပြုပြီးဖြစ်ကအသာပြုံးလိုက်မိသည်
လက်ထဲကဖိတ်စာကိုတနထွေးတို့ကန်ပြီးရင်ကြီးတီတာဖိတ်ခိုင်းလိုက်တာတနထွေးကဖိတ်စာကိုယူ၍ခါကြားလေးတို့ထိုးထည့်လိုက်ခြင်းဖြစ်သည်ဦးတီမျက်စေတော်မှာလက်ထဲတွင်ကျန်နေသည့်ဖိတ်စာကိုထောင်ပြရင်းဒါဘာတူလဲသိလားအဲ့ကျုပ်ဟာဟုတ်တာဆရာလေးတော့မပြောမိဘူးကျုပ်နာမည်အရင်ကရှေးရိုးရာမော်တုတ်ဆိုတာငငယ်တော့ကဒနာမှွေလို့အမိထွင်သွားတာထိုအခါမှာကြီးတီတာထိုပိတ်စာကိုထားခဲ့ရခြင်းအကြောင်းကိုဦးတီမြဲစေသောတဘောပေါက်သွားတော်လေသည်ရှေးရိုးဟာဆိုတဲ့နာမည်လေးကလှတယ်လေဟုတ်တယ်ကျုပ်မိဘတွေရဲ့တခုတည်းတော့အငွေမလို့ကျုပ်ကတဘောကြပဲမဲ့နွားကောင်ကကျုပ်နာမည်ကိုလိုက်ဖြတ်စီးနေရလေမောင်ကမင်းနာမည်ကိုဖျက်ဆီးနေမှာမဟုတ်ပါဘူးရိုးရာမင်းနာမည်ကမင်းနဲ့အရန်လိုက်တာမလို့မင်းလိုပဲတိတ်လှတာမလို့သူများတွေကိုမခေါ်စေချင်ရုံပဲမင်းရဲ့နာမည်လေးကိုတော့မောင်ကတုံနေခဲ့တာကြည့်ရတာမောင်မင်းကိုငငယ်ကလေးကတဘောကျနေခဲ့တာဖြစ်မယ်ဆရာလေးဟုတ်ကဲ့အယူတွေကိုတိုက်တဲ့ဆေးများရှိသလားတနောက်တိုက်ပေးစမ်းပါဗျာတုခများတော်ခေါင်ယူနေပြီမုံတို့၏စကားကြောင့်ဥတီမြဲစေတော်မှာပင်ဘာပြန်ပြောအောင်မလဲမသိတနာတွေကိုကြည့်လိုက်တော့လေရှင်းမဲ့နေသည့်ခရင်ကျင်ဒီကဲ့သို့ခရဲရဲဖြစ်နေသည့်မုံတို့ကိုပြုံပြုံကြီးစိုက်ကြည့်နေခြင်းဖြစ်လေသည်မနက်ခင်း6 နာရီအချိန်မှသာရှိသေးသောညမင်္ဂလာအိမ်၌လူအများစီကားလျက်ရှိနေပြီဖြစ်လေသည်ဒီဒီမှာခန့်ညားစီတော်ကိုပွေချီ၍ဘေးမှလိုက်ပါလာခြင်းဖြစ်ရာဦးတီမြင့်စီတော်မှာငင်းလိုက်ရသည့်မြင်ကွင်းကြောင့်အံ့ဩမင်သက်သွားလေသည်မိရွာ၌နေထိုင်ခဲ့ကြသည်မှာတနှစ်နီးပါးပင်ဖြစ်နေသောညတခါလေးမှပင်မင်္ဂလာဆောင်တို့မသွားခဲ့ပဲလက်ဖွဲ့ကိုသာလူကြုံနဲ့ပေးနေကြပြီဖြစ်လေသည်ပထမဦးဆုံးချိန်မင်္ဂလာဆောင်တို့ရောက်ခဲ့ခြင်းဖြစ်ရာရွာတလိမှာညို့နေနေမှပင်မတက်ဆိုင်ပါပြီတတူတမီဤချန်အိမ်ချန်ဝင်းအတွင်း၌ဖြစ်ကာမြေပြင်ပေါ်တွင်စပွဲဝိုင်းတူလေးနေခြားထားခြင်းပင်တို့အပြင်ထိုင်စရာထိုင်ကုန်များခြားထားခြင်းမရှိဘဲပွဲတက်ဧည့်သည်များမှာမြေကြီးပေါ်တွင်စောက်ကြောက်ထိုင်၍စားသုံးနေကြခြင်းဖြစ်လေသည်လက်စေးရန်အတွက်ရေစလုံးများကိုစပွဲတီတီ၌ခြားထားခဲ့ခြင်းဖြစ်ရာထမင်းဟင်းအမဲမဲများကိုလက်ဖြင့်အားရပါရစားနေကြခြင်းပင်ကလေးငယ်များမှလည်းထိုကဲ့သို့စားသုံးကြခြင်းဖြစ်ရာလူအများစီကားလျက်ရှိသည်မှာထိုင်စရာနေရာပင်မရှိသည့်အထိဒီကိုလားစပွဲဝိုင်းတစ်ခုမှလက်မြောက်ဝေရန်ပြကအတန်ပြူလာသူကမောင်တုတ်ပင်ဖြစ်လေသည်ဒီမှာဥတီမြဲစေတော်၏လက်ကိုဆွဲကန်၍ထိုစပွဲဝိုင်းတို့တွားတော်လေသည်မောင်တုံမှာအကူအမျိုးသမီးကိုလွှမ်းခေါ်၍ထမင်းစားဇုံးနှစွန်းကိုယူပေးရန်ပြောနေခြင်းပင်ဒီမှာစပွဲအနားသို့ရောက်တည်နှင့်ခန့်ညားစီတော်ကိုအောက်သို့ချပေးကစောက်ကြောက်ထိုင်ကြလိုက်သည်ဖြင့်ဥတီမြဲစေတော်မှာပင်ထိုကဲ့သို့စောက်ကြောက်ထိုင်ကြလိုက်ရလေသည်ညနှောင်းဝိုင်းကျော်မှထွက်ပေါ်လာသည့်အတန်ကအဝေါ်ထံမှဖြက်ကခန့်ညားစီတော်မှာထိုနေရာသို့အပြေးရောက်သွားပြီဖြစ်လေသည်ဆရာလေးဒီမှာဆုံးဟုတ်ကဲ့ငါတို့ဒီဆုံးခန့်ညားကိုလှမ်းပေးလိုက်မောင်တုံမှာဇုတ်တချောင်းကိုဥတီမြဲစေတော်သို့ကမ်းပေး၍နောက်တစ်ချောင်းကိုတော့ဘေးတွင်ထိုင်နေသည့်မြို့ထုံးမှတဆင့်နှောင်းဝိုင်းကျော်မှခန့်ညားစေတော်ထံသို့ပေးခိုင်းလိုက်ခြင်းဖြစ်လေသည်ဒီမှာလက်စည်းစလုံးကိုလက်အသာနှိပ်၍ပုတ်ဆေးနေခြင်းဖြစ်ရာဥတီမြဲစေတော်မှာဟင်းလျာအမေမေတို့ကိုဒီတေးရီပကံတို့ထည့်ပေးလိုက်သည်ကိုတနာပြန်သွားပြီလားဒီမှာထမင်းစားရင်နဲ့တခုခုကိုတတိယသောဟန်ဖြင့်မေးလိုက်ခြင်းဖြစ်ရာမောင်တုံမှာမျက်နှာအသာမဲ့၍ငါဘယ်လိုလုပ်သိမှာလဲကိုတနာကိုတုတ်ကိုသွားခေါ်မယ်ပြောသွားလို့လမ်းမှာဘာတဝေတခုနေလဲမှမသိတာငါစီရောက်မလာဘူးကိုတနာကိုစိတ်မကောက်ပါနဲ့ကိစ္စရှိလို့နေမှာပါဒီစကားကြောင့်ဥတီမြဲစေသောအသာပြုံးမိသည်ဖြင့်ထမင်းငုပ်စားနေသည့်ဇော်ထွင်းမှာတော့ဟီကနေပင်ထားရည်လာသည်မောင်တုံး၏မျက်နှာမှာတော့
ပန်းနုရောင်တန်းလာပြီးဖြစ်ကညှို့ထုတ်မှာတော့မျက်နှာလေးမဲချနေဘဒူအစိတ်ကောင်းနေမလို့လေမောင်တို့ကထအော်လာခြင်းဖြစ်ရာဒီတီးမှာတော့ညုံဝန်းတို့ဝိုင်းဆက်၍ဦးတီမြဲစေတော်ကိုလှည့်ကြည့်လာသည်ဦးတီမြဲစေတော်မှာဒီတီး၏ပကံထဲသို့ဟင်းအချုပ်ခက်ထေပေး၍မများစားဟူ၍သာခတ်တူတူပြောလိုက်တော်သည်ကိုကြီးဟာချစ်သူဖြစ်မှာကိုမောင်လို့ပြောရတာငါတော့ဟာစိတ်ဆိုးအောင်လာအလုပ်နေရလေဘာစိတ်လို့လဲကိုကြီးဟာဆွေးရစာပြောလိုက်တော့တနအတွင်းမှာအเจ้าမရှိပဲကောက်ရုံးမင်တို့ကိုထိုးဖွာနေသည်ညီးပဲပြောတာမဟုတ်ဘူးလားမြို့မှာဆိုမောင်တို့ကိုတို့ပြောကြတာဆိုငါမောင်လို့အခေါ်ခံချင်လို့ထည့်ပြောတာလေကျုပ်ကိုကြီးကိုပြောတာချစ်သူတွေဖြစ်မှာခေါ်ကြတာကိုပြောတာမသိဘူးဟာအခေါ်ခံချင်လို့တွေးနေရင်ကနေပြီးတော့ဗစက်ကနေတော့တူထွက်သွားတာဘယ်ဦးထွက်သွားတာလဲဗျမြို့ရုတ်တရက်အနားရောက်လာသည့်စောထွေးမှာမေးလာခြင်းဖြစ်ရာဆွေးရစ်စာမှာရောင်ရင်း၍ဖြေလိုက်ယုံသားမကလက်ကလေးနဲ့ပင်အဝေးတနေရာကိုထိုးပြလိုက်သည့်အထိငစော်ရဟာနင်းတမျိုးငါရောက်တတ်ပါလေဆိုဆွေးရစ်စာမှာထိုးထိုးဆိုရင်ပင်စောထွေးလက်မောင်းကိုအတားထုရိုက်လိုက်သည်မတော့အခုဘာလုပ်နေလဲကိုကြီးထွန်းနဲ့အတူတူဆရာလေးအိမ်ကိုလိုက်သွားတာပဲပြောထားရတဲ့အချိန်ပြည့်ဒီကောင်နဲ့ပဲမနေ့ကဘာလို့မင်္ဂလာဆောင်မလားလဲကိုကြီးတနာဒီတိပြောတော့ကိုကြီးတုတ်ကိုတွားခေါ်တယ်ပြောတာဆိုကိုကြီးတုတ်ကစိတ်ကောက်သွားတာကိုကြီးတနာဘယ်တဝေထိုးနေလဲမသိဘူးတဲ့စောထွေးစကားဆုံးတင်နဲ့ဆွေးတဲ့စာရင်နှစ်ဖူးမှာထူပူသွားတော်လေသည်တနာတွေမှာဆွေးတဲ့စာရင်နှစ်ဖူးကိုလက်စစ်ပြခောက်ချလိုက်ခြင်းဖြစ်လေသည်အဲ့ဒါညီးကြောင့်မနက်ပိုင်းကအမှန်ပင်မောင်တုတ်ကိုတွားကြရန်အတွက်ရောက်ဦးကျောင်းကိုထွက်လာခဲ့ခြင်းဖြစ်သည်သို့ပေမဲ့လက်တဝက်တွင်ဆွေးတဲ့စာနှင့်ဆုံခြင်းဖြစ်ရာဆွေးတဲ့စာမှာဗိုက်ရောက်တယ်ဟုဆို၍ဆိုင်ငံပေါ်အသင်းကုန်းတက်လာခြင်းပင်ဆရာလေးဤအိမ်တို့ခေါ်လာပြီးခြင်းဖြစ်ရာအိမ်မှာတကားတော့ခတ်ထား၍ဆွေးတဲ့စာမှာအိမ်တော်ဖွေးသို့အပြေးသွားတော်လေသည်အလေးသွားခြင်းတော်ကိုရှင်းရှင်းလင်းလင်းမပြောပါပဲဘိုက်နာတီဟုပြောတဲ့ဖြင့်ဒနအတွင်းမှာအသေးအံမောင်းချလာခြင်းဖြစ်လေသည်ဆွေရစာဤကိစ္စအဝဝပြီးသွားသည့်နောက်တွင်ရောက်ဦးကျောင်းတို့သွားခဲ့တော်ညာမောင်တုတ်ကမရှိတော့ပေအရှိကိုထုတ်လိုက်မလားအိမ်နဲ့တွဲရက်ကူမှအရှိကနေထုတ်ထားလိုက်မယ်လေမြို့ထုတ်ကလက်ညှိုးနေရာကိုလက်ညှိုးထိုးပြရင်လက်ဟန်အမူအရာများဖြင့်ရှင်းပြတဲ့ဖြင့်မောင်တုတ်လိုက်ကြည့်ရင်ကောင်းတဆက်ဆက်ညှိပြနေမိသည်ဆရာလေးမှာအိမ်ဆိုင်လေးဖွင့်ကျင်နေဟုဆိုကဆိုင်ငန်းလေးပါထဲဆောက်၍ရနိုင်မလားမေးလာတဲ့ဖြင့်ညှို့ထွန်းနဲ့မောင်တုတ်ကစီမံနေရခြင်းဖြစ်လေသည်ရှိမောင်တုတ်မှာထိုင်ကုန်နေထိုင်၍ကုန်ကျငွေစရင်ကိုတွန်းနေခြင်းဖြစ်ရာရုတ်တရက်ခေါ်လာသည့်သူကြောင့်ရှောင်ရမ်းကထိုးလိုက်မိခြင်းပင်ငါတို့အဲ့လိုမခေါ်နဲ့လို့ပြောထားတယ်မလားမခေါ်ရတာကြာပြီမလို့လေ73နှစ်တောင်ရှိနေပြီလက်စနဲ့မခေါ်ဘဲနဲ့နေလိုက်တော့လေရှေးလို့ခေါ်ရင်တဘောချခဲ့တာမဟုတ်ဘူးလားတဘောမကြတော့ကြာပြီငါတော့ရှေးလို့ခေါ်တာပူပြီးတဘောကြတယ်ရှေးယူဟာထိုချိန်တွင်အနာတို့ရုတ်တရက်ရောက်လာသူကဒနအတွေ့ဖြစ်ကဒနအတွေ့၏လက်ချက်ဖြင့်ညှို့ထွန်းမှာမြေပြင်ပေါ်သို့ပြက်လဲကျသွားပြီဖြစ်လေသည်ဒနအတွေ့မှာပြက်လဲကျသွားသူ၏အပေါ်မှတက်ခွာ၍ထိုးကျိတ်နေသည်ဖြင့်မောင်တုံးနှင့်ဇော်ထွေးမှာဒနအတွေ့ကိုဝင်ဆွေးနေကြခြင်းဖြစ်လေသည်တို့ပေမဲ့ဒနအတွေ့၏အားကိုမလွန်ဆန်နိုင်သည်ဖြင့်မောင်တုတ်မှာတကြီးကိုအကြောင်းကြားရန်အတွက်စော်ထွေးကိုအမြန်တွားခိုင်းလိုက်ရသည်မင်းအဲ့လိုမခေါ်နဲ့လို့ဘယ်နှခါပြောရမလဲခေါ်တော့ဘာဖြစ်လဲရှေးရွာဆိုတာရှေးရဲ့နာမည်ပဲရှေးပိုင်လေမင်းနဲ့ဘာဆိုင်နေလို့လဲဒီကောင်ကတော့ဒနတော်လို့ငါပြောနေလေမောင်တုံမှာဒနအတူ၏လက်မောင်းမှာအသင်းဆွဲဖွယ်လိုက်ဖြစ်ရာလုပ်ငန်းခွင်မှာကာလာသားများပင်အပြည့်ရောက်လာကဝင်ဆွဲတော်မှာထိုနှစ်ယောက်ကိုဆွဲထုံနိုင်တော်လေသည်
ရှေးရွာငါအပိုင်ငါစိတ်နဲ့တာကလေးကမင်းတို့ကိုပြောထားပြီးသားရှေးရွာဆိုတဲ့နာမည်ကိုငါတောက်တပဲခေါ်ခွင့်ရှိတယ်ရှေးကိုမင်းမပိုင်ဘူးမင်းမခေါ်နဲ့လို့ပြောနေတယ်မလားဒီနာစိတ်ကိုလျှော့စမ်းငါတို့မင်းလက်တော်တော့ချုပ်ထားတဲ့ကြားမှာအတင်းယုံနေကြတဲ့နေရာကြောင့်မောင်တုတ်ကြားမှာဝင်ပြောလိုက်ခြင်းဖြစ်လေသည်ငါတို့ရပြဿနာမရှာစမ်းပါနဲ့ဒနာမကြိုက်တာမင်းလည်းသိပဲဟုတ်တယ်ဒနာငယ်တည်းကမကြိုက်တာငါတို့ဆိုငါတို့ရဲ့နာမည်ကိုတော့မေ့နေပြီကာလာတာအုပ်စုထံမှထွက်ပေါ်လာသည့်အတန်များကြောင့်မြို့ထွတ်မှာဒေါသများကိုချုပ်ထွင်း၍တပ်ဖတ်တို့မျက်နှာလွှဲထားတော်လေသည်တကြီးတယောက်တောက်တစ်ချက်ခေါက်ရင်းညင်လေးမဲ့တဲ့ဟိုတီတီရှောင်နေတော်လေသည်အရှိတွင်ထိတ်တုံးခက်ခံရသည့်ဒနာတွင်နှင့်မြို့ထွတ်မှာတကြီးကိုလိုက်ကြည့်နေခြင်းပင်မူးနော်နေပြီဖြစ်လေသည်ကျုပ်မျက်လုံးနောက်လာပြီတကြီးဟာဘေးဘက်တွင်ငုတ်တုတ်လေးထိုင်နေသည့်ဇော်ထွေးဤစကားကြောင့်တကြီးမှနေရာတွင်ရက်တန်တော်လေသည်ခလေးတွေလည်းမဟုတ်ကြတော့တခါလာလဲဒီရှစ်တကြီးစကားတို့မှာဒနာတို့၏ခက်ပြက်ပြက်အတန်ကြောင့်ရက်တန်သွားလေသည်မင်းတို့နှစ်ယောက်ကြိုက်ပြီဆိုရင်လေဒီနာမည်ကြောက်ပဲမင်းတို့နှစ်ယောက်ကိုပြောရမယ်အစားမောင်တို့ရဲ့မိဘတွေပဲငါပြေးပြီးတော့ပြောလိုက်ချင်တယ်အခြားနာမည်ပေးခဲ့ရောပေါ့ဟာတကြီးကတေးရောလိုက်တော့မလို့လားအေးကွာငါငမြောက်ဘူးသေးလို့တကြီးစကားနောက်ဒနာတွင်းနေမျိုးထွန်မှာခက်ဟာကြီးကြတော့လေသည်ကြောက်စော်တွေထေတုံးစာမိကျင်လို့လားအေးဟုတ်မမိကျင်ပါဘူးတကြီးဟာမမိကျင်ပါဘူးဒီနာမည်ကြောက်ပဲအမြဲရန်ဖြစ်နေကြတာမင်းတို့ညအရင်ကတငယ်ချင်းကောင်းနေဖြစ်ခဲ့ကြတာပဲမလားငယ်ပေါင်းနေဖြစ်ပြီးတော့ဘာလို့တွေးခွေးနေကြရလဲတငယ်ချင်းကောင်းဆိုတာတယောက်ကူတယောက်နားလေပေးရတယ်ကွတကြီးရဲ့စကားနောက်ဒနာတွင်းနေမျိုးထွန်းမှာငြိမ်၍သာနေကြတော့လေသည်နှုတ်ဆိုပေါ်နှုတ်ဆိုဘတ်တွေဖြစ်ခဲ့ကြသည်ဒနာတွင်းနေမျိုးထွန်းမှာငယ်စဉ်အခါကညီကိုတပွဲရင်းနှီးခဲ့ကြခြင်းပင်မျိုးထိုဤမိခင်ဖြစ်သူမှာဒနာတွင်းအားမိဘအရင်တကယ်သူနှုတ်ရည်တိုက်ကျွေး၍ပြုစုပေးခဲ့ခြင်းဖြစ်လေသည်ငယ်ပေါင်းနေဖြစ်ခဲ့ကြသည့်ဒနာတွင်းနေမျိုးထွန်းမှာအသက်10နှစ်အရွယ်ခန့်အများချိန်တွင်ရှေးရွရာဟူသည့်အမည်နာမကြောင့်အကြီးအကျယ်စကားများခဲ့ကြရာယခုထက်သည့်တိုင်အောင်အခောက်အပြောမလုပ်ဘဲနေခဲ့ကြခြင်းဖြစ်လေသည်အရာသာမြည်စမ်းကြီးသည့်အခါအသက်အနေထားသို့ရောက်ရှိနေပြီဖြစ်၍ဟင်းအိုးကိုမိဖို့ပေါ်သို့ချကာရွှေနွေးတည်ထားလိုက်သည်ခညာမင်းရဲ့ဒီကိုတွားခေါ်ထမင်းစားမယ်လို့ဟုတ်လေခညာစေတော်မှာအပေါ်ထက်၌အယုံများပြည့်ကစားနေခြင်းဖြစ်ရာဥတီမြဲစေတော်ရေပြောစကားကြောင့်အနောက်ဘက်သို့အဖွားမြင့်အိမ်သို့ထွက်လာခဲ့လိုက်လေသည်အဖွားမြင့်နေမကောင်းတစ်ဖြစ်ဥတီမြဲစေတော်မှာကြက်သားဆွပြုတ်ပြုလုပ်၍ဒီကိုတွားဖို့ခံခြင်းဖြစ်လေသည်ဒီမှာညနေရာခင်းမှာပြန်ရောက်သည့်အခါတိုင်းအဖွားမြင့်အိမ်သို့တွားနေကြဖြစ်လေသည်ခညာစေတော်မှာဒီ၏လက်ညှိုးတစ်ချောင်းကိုစုပ်ကင်ထား၍ဘေးမှတုတ်မလုပ်ဖြစ်လိုက်ပါလာခဲ့လေသည်ညခင်ဗျာကိုကအုပ်ဆိုတာဘာလဲသိလားတားတီဦးဒီကိုဘာလို့ပြောရလဲအဖွားမြင့်ပြောတာကိုကအုပ်တောက်ချင်တယ်တဲ့လေးသိလောက်တယ်လေးကိုမေးကြည့်ကြမယ်လေဒီဘိုက်စားတယ်ဒီနဲ့ခန်းညားစီတော်မှာခြံထဲမှာခြေချရုံရှိသည်ဒနအတွင်းမှာတစ်ဖက်ခြံမှာလှမ်းអော်လာခြင်းဖြစ်လေသည်အကျုပ်လာပို့ပေးမယ်ဒီစကားကြောင့်ဒနအတွင်းကအောင်နိုင်ဒီကဲသူပြုံး၏ညှို့ထွန်မှာတော့မျက်နှာမဲလျက်တစ်ဖက်တူမျက်နှာလွှဲတော်လေသည်ဦးတီမြဲစေတော်မှာညနေစာထမင်းဝိုင်းပြင်မင်းခြင်းဖြစ်ရာဒီနှင့်ခန်းညားစေတော်မှာခြံအနောက်ဘက်သို့သွား၍လက်များကိုတန်းစင်အောင်ဆေးကြောကြသည်ဦးတီမြဲစေတော်မှာညို့သားပြီးထမင်းစားလျင်ဇောနေတာစားတတ်တော်ညာခန်းညားစေတော်မှာတော့ဒီကဲ့သို့ပင်လက်ဖြစ်စားရသည်ကိုသဘောကျသူဖြစ်လေသည်တို့ပေမဲ့ခန်းညားစီတော်မှာလက်၌အိမ်၌တာလက်ဖြစ်စားတတ်ကရှာခင်းကဲ့သို့အပြင်ဘက်များတွင်တော့
စွန့်ပစ်တာအမြဲစားနေကြသည်ဖြစ်သည်ဦးဒီမျက်စိတော်မှာဒနထွေးအကြောင်းတီး၍ထမင်းပင်ဖြေနာသည်ဖြစ်တော်သည်ဒနထွေးမှာထိတ်တုံးခတ်ခံထားသည့်အခါတိုင်းဗိုက်စာသည်ဟု၍ထိုင်အောင်နေတဲ့သူပင်ငါတို့တရောတောင်းကိုကိုင်းကခြံထဲသို့ဝင်လာသူကမောင်တုတ်ဖြစ်ကဒနတူး၏မျက်နှာမှာချက်ချင်းပင်မဲကြသွားတော်လေသည်ညှို့ထုံမှာတော့အောင်နိုင်သူကဲ့သို့မျက်နှာကိုမောလျက်ပြုံးနေခြင်းပင်မင်းအမေကြီးကထမင်းပူခိုင်းလိုက်လို့မောင်တုတ်မှထိုးထိုးဆို၍တရောတောင်းကိုမြို့ထု၏ရှိသို့ချပေးလိုက်သည်လက်ဘေးတွင်ရှိသည့်ဒနတွင်မှာနှက်ခမ်းကိုတထောင်ခန့်မြပင်ထော်ထား၍သူ့ကိုမောကြည့်နေခြင်းဖြစ်လေသည်ကျေးဇူးပဲမင်းရောစားပြီလားမစားရသေးဘူးအတူတူစားမလားငါဘိုက်မစားသေးဘူးမောင်တို့၏စကားကြောင့်မြို့ထွတ်မှာကောင်းတာညှိပြ၍ထမင်းခုခတ်စားတော်လေသည်စားပြီလားမောင်တို့မှာဒနထွေးကိုမေးတာငေါ်ပြရင်မေးလိုက်ခြင်းဖြစ်ရာဒနသူ၏မျက်နှာမှာချက်ချင်းပင်ရွှင်မြူးလာတော်လေသည်ဒီရက်လာမဖို့သေးဘူးငါတော့ယူပြီမယ်မောင်တို့မှာထိုတို့စကားဆို၍တစ်ဖက်ခြံတို့သွားလိုက်ပြီဖြစ်လေသည်ဟဲ့ကောင်မှုံဝင်းနေအကုန်မစားပြနဲ့နော်မေကြီးကငါ့အတွက်ကိုထိတ်ပေးထားတာအကုန်စားပြေအောင်မှာညွတ်ထုံမှာထိုတို့ဆို၍မှုံဝင်းပကံကိုထမင်းပကံလေးတို့အကုန်မှောက်ထည့်ပြလိုက်သည်မှုံဝင်းဆိုသည်ကဒနတူ၏အကြိုက်ဆုံးဟင်းလျာပင်ခွေးကောင်ဒနတွင်မှာထမင်းပကံကိုအတင်းဆွဲယူကာဇုံးကန်ထားသည့်ညှို့ထူ၏လက်ကိုဆွဲယူ၍မှုန်ဟင်းနှင့်ထမင်းကိုအာပတရခတ်စားလိုက်သည်ထိုအခါမြို့ထွန်းကလည်းထမင်းပကံကိုပြန်ဆွဲလူကလက်ကိုအတင်းပြန်ဆွဲ၍ထမင်းကိုခတ်စားနေတော့လေသည်ငါလက်ကိုလွတ်ဆန်းဟဲ့ကောင်လွတ်เสียလားမဲကိုစားပြတ်မှာပေါ့ထမင်းပလုတ်ပလောင်ပြည့်စကားနိုင်လူကြရင်ထမင်းပကံလူနေကြတဲ့နှစ်ယောက်ကြောင့်မောင်တုတ်တပြင်းသာချမိတော်လေသည်ဒနဒီမှာမင်းပကံထမင်းပကံကိုရှေ့သို့တိုးပေးလိုက်ကဒနထွေးကညှို့ထူ၏လက်ကိုလွတ်ပေးလိုက်တော်လေသည်သို့ပေမဲ့ညှို့ထူ၏ပကံထဲမှာမှုန်ဟင်းကိုလမ်းယူနေခြင်းဖြစ်ရာညှို့ထွတ်မှလည်းပကံကိုတစ်ဖက်သို့ပို့ထားလိုက်သည်ဟဲ့ကောင်ငါစားမှာလို့မင်းပကံကကြတာတုံးပေးเสียလားမပေးမစားနဲ့ကွာဟဲ့ကောင်ငါမေကြီးလိုက်ရမစားတာကြာပြီလို့မင်းပါလားမင်းချက်ခိုင်းပါလားမေကြီးကဒီနေ့ချက်ပေးမယ်လို့ပြောထားတာအဲ့ဒါငါဟင်းမကြွေဘူးမြို့ထောကပကံကိုတစ်ဖက်သို့အတင်းပို့တော်လာတဲ့ဖြင့်ဒနအတွင်းမှာပကံလေးကကြတာတုံးကိုပေးလိုက်ရော်တယ်သည်ရိုးရဟာပါစားဒနအတွင်းရဲ့စကားကြောင့်မော်တုမှစဉ်းစားချိန်ပြင်မရလိုက်ပဲပါဇက်ဟာပေးလိုက်ရလေသည်ဟင်းလျာအမေမေတို့ကလွန်စွာမှအရသာရှိတဲ့ဖြင့်မောင်တို့မြေလိစကားမင်းမဆိုပဲညင်၍သာစားနေမိသည်ဒနတွင်မှာထက်တဲ့ချိန်ပင်ခွန်ကျွေးလာတဲ့ဖြင့်မောင်တို့စားလိုက်ကဒနတွင်၏ဘေးဘက်ညီကြီးပေါ်တွင်ထိုင်ချလိုက်သည်ဒနတွင်နှင့်မြို့ထွန်မှာဟင်းလူရေးပင်စကားပြောနေကြတဲ့ဖြင့်မောင်တို့သဘောကျစွာပြုံးလိုက်မိသည်မောင်တို့မှာဒနတွင်ခွန်ကျတဲ့မြကိုစားရင်ဗိတ်ပြေသွားရသည့်အထိတညာအိယာမီဟူဒီတကြီး၏စကားကြောင့်ဒနတွင်းနှင့်မျိုးထွန်းမှာထိတ်တုံးခက်ကန်ထားလျက်ပင်ဖျာပေါ်တို့လှည့်အိမ်နေကြခြင်းဖြစ်လေသည်ဒနမင်းဒီလားငငယ်ကလေးကမော်တုတ်ကိုတဘောကြနေတာဆိုတာထပ်ထိုးခံချင်လို့လားမင်းကငါထက်အရင်ငါတုတ်ကိုတဘောကြခဲ့တာမင်းကိုမယုံသိရလားသိတာမကြသေးဘူးကိုကဲကိစ္စကြောင့်မင်းကမင်းကိုမင်းပိတ်လောင်ထားခဲ့တာယောက်ျားချင်းတဘောကြတယ်ဆိုတာအစ်စ်မှမဟုတ်ဘူးဆိုပြီးတော့မင်းကိုမင်းဖိအားတွေပေးနေတာငါတုတ်ကိုတကယ်ချင်းဆိုတဲ့စီးပေါင်တွေကိုဆွဲခေါ်ပြီးတော့တွတ်တမြမင်းကလေးနဲ့အကုန်ပတ်တွဲနေတာမင်းကိုမင်းဝဲမခံခြင်းခဲ့လို့လက်လျှော့လာပြီးသားဆိုတော့လည်းလက်မလျှော့ဘူးမင်းကတကယ်ယူနေတဲ့ကောင်မင်းကိုကျေးဇူးတင်ရမှာလေမင်းငါတုတ်နာကိုခွေးလိုလိုက်ကနေလို့ငါ့ကိုငါစိတ်မထိန်နိုင်တော့တာအေးမင်းထပ်ပြီးတော့ထိန်းထားနေလဲငါအပိုင်တိန်တော့မှာရိုးရာငါအပိုင်မင်းအဲ့လိုပြောနေတာ73နှစ်ရှိပြီတကယ်ပိုင်တာလည်းမဟုတ်ပဲနဲ့ငါရိုးရာကိုတကယ်ပိုးတော်မှာဥတီခလေးပြောလေ
ကိုကအုပ်ဆိုတာဘာလဲတိလားရှင်ဝင်ထဲမှာမောကြီးလာသူကတိလို့စိတ်အပြည့်ဖြစ်ကဥတီမြဲစီတော်မှာအနှဲငယ်အကျက်ရိုက်သွားရလေသည်ကိုကအုပ်ဆိုတာကိုသူမသိပါချင်းခလေးကိုဘာသူပြောပြရလဲအဖွားမြင့်ပြောတာကိုကအုပ်တောက်ချင်လို့တဲ့ညို့ကိုတက်ဖြစ်ရင်ဝယ်လာပေးပါဦးတဲ့တောက်ရတာဆိုရင်ကိုကအုပ်မဟုတ်တော့ဘူးကွေကအုပ်ဖြစ်မှာအဖွားမြင့်မှန်းပြောလိုက်တာဖြစ်တော့တယ်ကွေကအုပ်ကဘာကြီးလဲခဏခဏဖြောတောက်လို့ကိုတောင်တိတ်ထားသေးရဲ့လေအဲ့ဒါပြောင်းမှုမစ်လေအထူးထူးပဲလေကလေးရဲ့ဦးတင်မြဲစေတော်မှာရှိတဲ့အနှဲငယ်ဆွေ၍ပြောလိုက်ခြင်းဖြစ်ရာဒီထဲမှာအလုံးမချဟန်ဖြင့်နှကန်းတို့ဟာအသာဆုချွန်ထားလေတော်သည်ဦးတင်မြဲစေတော်တဘောတချဖြင့်ခါရရင်ဒီဒီဤနှစ်ဖို့အသာထိတွေ့လိုက်သည်စိတ်ကောက်သွားလားကလေးလေးကျုပ်ကမတီးလို့ဟောဦးတရားရှိတယ်ကွာတဘောကြလို့ရှိမိတာပါကွာဒီထဲမှာမျက်နှာလေးအသာမဲလေးရဲ့ချယ်ရီသီးရောင်နှကန်းလေးအားစုချီထားဆဲဖြစ်လေသည်ခလေးကလိမ့်မပါရဲကွာကို့ခွင့်လို့ပေးပါဦးကျုံနှကန်းကိုထိတွေ့ပေးမျက်နှာလေးမော့ကထို့သောစကားဆိုသူကြောင့်စုချွန်သားသည့်နှကန်းအစုံကိုဥတီမြဲစေသောငုံနှမ်းမိသည်တောက်လေငတ်မပြေဆိုတဲ့ကဲ့သို့နူးညံ့လာသည့်ထိုနှကန်းအစုံနှင့်ထိတွေ့မိတိုင်းရောင်ရဲတင်းတိမ်နိုင်မှုတို့ကလွင့်ပြေသွားလေသည်ဘီလူနုစီးဆဲဖြစ်နေသည်အင်္ဂုံငေးချီရင်မော်တုအလုံးမပြောနေမိသည်နေကျစပွဲကောင်းလာသည့်ထုံငယ်မှာတူဦးစီလောက်ကန်ရသည့်ပထမဦးဆုံးအလုပ်ငန်းတစ်ခုဖြစ်လေသည်ရိုးရာရုတ်တရက်ထွက်ပေါ်လာသည့်အတန်းကတစ်ဖက်ခြံမှဖြစ်ကဒနအတွင်းမှာဗရင်ပေါင်းမှခေါင်းမြူထွက်နေခြင်းပင်မပထုတ်ရပြီဒနအတွင်းစကားနောက်မောင်တုံး၏မြုံဝန်းအိမ်တို့ကရှုမှုရိပ်တို့လွှမ်းခြုံလာကတစ်ဖက်ခြံသို့ခွတ်တွတ်ထွက်သွားတော်လေသည်မောင်တုံးမှာအသားညိုသူဖြစ်ကငငယ်ကခက်ဝဝကောင်းလေးဖြစ်တော်ညာယခုတင်တော့တွေ့လျက်သည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူဖြစ်လေသည်ဒနအတွင်းမှာဝတ္တဟုစနောင်ခေါ်ဆိုရမှနေမောင်တုံးမှာလွန်စွာစိတ်ဆိုးသွားတဲ့ဖြစ်ငတုတ်ဟု၍ပြောင်းလဲခေါ်ဆိုရခြင်းဖြစ်လေသည်စားကောင်းလားဘလို့ပလောင်ပြက်စားနေသူကခေါင်းညိပ်ပြရင်ပြက်ပြေးလာခြင်းဖြစ်ရာဝါလိုက်တိုင်းဖောင်းတက်လာသည့်ပါဖောင်းလေးကိုကြည့်ရင်ဒနတွေလက်သီးကိုခက်တဲ့ဆုပ်ကင်ထားလိုက်မိသည်မော်တော်မှာထိုဒီကိုတတိထားမိသွားဟန်သူကမျက်ခုံးတို့အသာတွန်းချိုးလျက်သူ့ကိုမောကြည့်လာသည်မင်းကဘာလို့စိတ်တူနေရလဲစိတ်တူတော့မဟုတ်ဘူးစိတ်ထိန်နေတာစားကြင်လို့လားဆာလက်စာမုတ်ဘတ်တို့ကိုရှေ့တို့သိုးပေး၍ပြောလာသူကြောင့်ဒနတွေးခဏသမျှကြောင်းအားသွားလေသည်ခေါင်းသာရန်ကတပတ်တို့လှည့်လိုက်တော့မောင်တုံးမှနေရာမှထားလာ၍ဒနတွေးမျက်နှာမူရဘက်တွင်ဝင်ထိုင်လာသည်စားကျင်စားလေဘာလို့စိတ်ထိန်နေရလဲမဘတ်တို့မစားဘူးဆိုပြီးတော့အထိတ်တန်ဝင်ထားလို့လားရိုးရဘာလို့တအားချစ်စရာကောင်းနေရလဲငါစိတ်တွေထိမ့်မရပဲနေလိမ့်မယ်နော်တရတွေစကားနောက်မောင်တုံမှာစားလက်စမုတ်ဘတ်ထုတ်ကိုပါဇက်သေးတို့အတင်းထိုးထဲ၍နေရာမှထားရန်ပြန်လိုက်သည်ထိုင်ကုန်မှထားရလိုက်သည်နှင့်လက်တစ်ဖက်မှာစုပ်ကန်ခြင်းခံလိုက်ရလေသည်ဘဲတော့မလို့လဲမောင်တုံမှာပြန်ပြေးခြင်းတော်ညာပါဇက်ထဲ၌အပြည့်ဖြစ်နေသည်အပြည့်ဖြစ်နေတဲ့ဖြင့်တစ်ဖက်ခြံဟိုသာလက်ညှိုးထိုးပြလိုက်ရသည်စဉ်းစားပြီလားဘလုံးပလောင်ဖြင့်ဖောင်းကစ်နေသည့်ပါးနှစ်ဖက်နှင့်အတူနှလုံးဝိုင်းလေးများဖြင့်ငုတ်ကြည့်လာသူကြောင့်ဒနထွေအသာပြုံးလိုက်မိသည်နေရာမှထားရလိုက်ကကြောင်ကြည့်နေသူဤခါမှဆွဲဖက်လိုက်သည့်အခါမောင်တုံးမှဒနထွေ၏ရပတ်အားလက်ပြအတာတွန်း၍ပလုပလောင်နေသည်တို့ပလုပလောင်ဖြစ်နေသည်တို့အားအသေးအတန်ဝါမျိုးချတော်လေသည်ဒနဘာလို့တာလဲဖဲ့ပြီဒနတွင်မှာနေရာသို့တိုးကပ်သွားခြင်းဖြစ်ရာမောင်တုတ်၏မျက်ဝန်းတို့မှာအသင်းဖိမိတ်ထားတော်လေသည်မောင်တုတ်ကိုကြီးကဒနတွင်မှာအသာပြုံးလျက်ခရရဲနေရဖျားအနာတို့ကမောင်မင်းကိုမေးနေရလေ
စဉ်းစားပြီးပြီလားလို့တုံတက်သွားသည့်ခန္ဓာကိုယ်လေးနဲ့အတူမောင်တုတ်မှာဒနာတူ၏ရင်ဘတ်တို့အားအသာထုရိုက်၍ငါကဘာကိုစဉ်းစားရမှာလဲလွတ်ပေးလို့မောင်မကိုမြင်လို့တယ်ရိုးရရဲ့ဘယ်တော့မှမောင်အဖေပေးမှလဲအကြည့်ချင်းဆုံသွားသည့်အခါအမှတ်မရှိသည့်နှလုံးသားကထမြည်လာသည်စေပိတ်ထားသည့်ခက်ညွညွနှကန်းလွာအထူးထူးကိုအကြည့်ပုမိသည့်အခါမောင်တုတ်မှာရင်အခုံလွန်၍ချွေးများပင်ဆူရွှဲလာပြီဖြစ်လေသည်ငါစဉ်းစားအောင်မယ်မောင်တုံမှာထိုတို့စကားဆို၍မျက်နှာကိုတစ်ဖက်တို့လှည့်သွားတော်လေသည်မောင်ဆောင်နေမှာမလို့မောင်ရိုးရာတနာငဲ့ညာသောအဖြစ်မြင်မြန်လေးစဉ်းစားပေးပါဦးမောင်တုံမှာမျက်စောင်းလေးလှည့်ထိုးလာ၍ရင်ဘတ်ကိုအသာတွန်းလာတဲ့ဖြင့်ပွေးဖတ်ထားသည်ကိုလွှတ်ပေးလိုက်ရလေသည်မောင်တုံမှာအပြင်တို့အလင်းမြဲပင်ထပ်သွားပြီးနောက်တဖန်ပြန်လှည့်ဝင်လာကစပယ်ပေါ်မှာမုတ်ဖတ်ထုတ်ပကံကိုဆွဲယူသွားတော်လေသည်ဆရာလေးချန်ရှိမှအတန်းချောင်းဥတီမြဲစေသောဗရင်ပေါင်းမှလှမ်းကြည့်ခြင်းဖြစ်ရာစပိန်လေးနဲ့အတူရောက်လာသူကအုပ်ဝတ်ဖြစ်လေသည်ညားရှိလားဗျခန့်ညားတရားနဲ့မြို့ကိုလိုက်သွားတယ်အုပ်ဝရဲ့ဟုတ်ကဲ့ဆရာလေးအိုကထိုးထိုးဆို၍စပိန်လေးနှင်းလေးရဲ့ခြံထဲမှထွက်သွားပြီးဖြစ်လေသည်နောက်တစ်ပတ်ဆိုလျင်တာဝန်ကျဆရာဝန်မှာမိရွာသို့ရောက်လာမည်ဖြစ်လေသည်မောင်တို့ဥဆောင်ဆောက်လုပ်ပေးသည်သူတို့၏အိမ်လေးမှာလည်းပြီးစီးသွားပြီဖြစ်ကာလက်တလောတွင်တော့မောင်တို့ကညဆောက်အိပ်ပေးခြင်းဖြစ်လေသည်မနက်ဖြန်ခေါင်းလင်းတော့ပစ္စည်းများကိုအပီးရွှေပြောင်းမိဖြစ်သောကြောင့်မနေ့ကပစ္စည်းများကိုထုတ်ပေါ်သိမ်းဆည်းရမည်ဖြစ်လေသည်ဒနာတွင်မြို့သက်သွားတဲ့ဖြင့်ဒီတင်းမှာရာခင်းလေးတို့သွားခြင်းဖြစ်သည်နေ့လယ်ပိုင်းတွင်တော့ပြန်လာ၍ပစ္စည်းသိမ်းကူမိဖြစ်သည်ဒီဒီကြောင့်ပြန်လာလျင်အသင့်စားနိုင်ရန်အတွက်ထမင်းဟင်းများကိုချက်ပြုတ်နေခြင်းဖြစ်လေသည်ရတပတ်အတွင်း၌ပင်ခန့်ညားမှလည်းကြောင်းတက်ရတော်မူဖြစ်လေသည်တို့ကြောင့်ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများဝယ်ရန်ခန့်ညားကိုမြို့တို့ထည့်ပေးလိုက်ခြင်းဖြစ်သည်ဒနာတွင်မှာခန့်ညားကိုမွေးစားသားအဖြစ်တရားဝင်မှတ်ယူ၍ခန့်ညားကျောင်းပြီးသည့်အထိပင်ထောက်ပံ့ပေးမည်ဟုဆိုသည်ဦးတီမြဲစေသောအနေဖြင့်ဒနာတွင်ကိုလွန်ဆန်နိုင်သောညာတကြီးစကားများကိုလွန်ဆန်၍မရသဖြင့်လက်ခံပေးခဲ့ရခြင်းဖြစ်လေသည်ဦးတီဒီတေး၏အတန်ကိုကြားသည်နှင့်ဦးတီမြဲစေသောရေတစ်ခွက်ကိုထားခတ်ကာအပြင်ကိုထွက်လာခဲ့လိုက်လေသည်ဒီတေးမှာကုပစ်ပေါ်တွင်ထိုင်နေခြင်းဖြစ်ကာစောင်းထားသည့်ဝါခမောက်ကိုဖြုတ်၍ရက်ခတ်နေခြင်းဖြစ်လေသည်ချွေးတပြိုင်ပြိုင်ကြား၍အလွန်မှပင်ပူအိုက်နေဟန်တူလေသည်ရှေခွက်ကိုကမ်းမေးလာသည့်အခါချစ်စရာကောင်းအောင်ပြုံးပြလာသည်ဦးတီမြဲစေသောမှာဘေး၌ဝင်ထိုင်၍ဒီတေး၏လက်ထဲမှဝါခမောက်ကိုဆွဲယူကာရက်ခတ်ပေးလိုက်သည်ပင်မနေပြီလားကလေးလေးဦးတီကိုတွေ့ရပြီမလို့ကျုပ်ကမပင်ပန်းတော့ဘူးဒီတေး၏စကားကြောင့်ဦးတီမြဲစေသောမှာတဘောတကြပြုံးမိလာသည်တနေ့တနေ့ပို၍စကားတက်လာသည့်ကလေးငယ်ပင်ကျုပ်တို့မနှက်ပြန်ကအပီးပြောင်းမယ်လေဖိနှွဲခါကြရင်ကျုပ်တို့လက်ထက်ချမယ်ခဏစောပါအောင်ကလေးရဲ့ကျုပ်မဆောက်ကျင်တော့ဦးတီဟာကျုပ်ပြအရန်ထဲမှာကိုလှုပ်ချင်လာပြီဒီတေးစကားကြောင့်ဦးတီမြဲစေသောဤညုံညံ့ညံ့အသားရည်မှာခရဲရဲ့အနေထားသို့ပြောင်းသွားလေသည်ဖိနှွဲကြရင်အိမ်တက်ကတရားနာအောင်မယ်လေကလေးရဲ့အဲ့ဒါပြီးရင်ရောကိုတို့အိမ်ဆိုင်လေးဖွင့်ရမယ်လေကိုစုံဆိုင်လေးအတွက်စီစဉ်ရမယ်အဲ့ဒါပြီးရင်ခန့်ညောက်ကြောင်းအပ်ရမယ်ဒီတတော့လက်ထက်ရောလက်ထက်ဖြစ်ပါဦးမလားဒီတေးစကားကြောင့်ဦးတီမြဲစေသောခက်ဟာရိုက်မိသည်ကိုကလေးလေးကိုလက်ထက်မှာပါကိုယုံနေမလားကျဦးတီကိုယုံတယ်ဒီတေးစကားနောက်ဦးတီမြဲစေသောပြောင်းကဒီတေးစပင်တို့အားလက်ပြအသာထိုးဖွာပုတ်တက်ပေးလိုက်မိသည်ကိုတို့ထမင်းစားကြရအောင်ပြီးရင်ပစ္စည်းတွေတင်ကြမယ်ဟုတ်ပြီလားဟုတ်ချန်နယ်တို့ကားထိုးရက်လိုက်သည်နှင့်ဒနာတွင်းနှင့်စော်ထွေးမှာကားပေါ်မှာခုန်ဆင်းကြလေသည်
ခံညာစေတော်မှာတအိမ်လုံးတလန်းလုံးအိတ်လိုက်ခြင်းဖြစ်ရာညလုံးတို့အားလက်ဖြင့်အသာပူ၍တဝဝတန်နေတော်လေသည်ညရှင်နေနေဒီခေါ်တဲ့ကြောင့်ခံညာစေတော်၏မျက်ဝန်းတို့ကဝိုက်ဆက်၍ပြူးကျဲတော်လေသည်အောက်ဘက်တွင်ရက်နေသူကအုပ်အောဖြစ်ကဆင်းလာရန်လက်လန်းပြနေခြင်းပင်အမြင့်ကြီးပဲတားမစင်းရဘူးအထုတွေပေါ်ကနေဖြည်းဖြည်းချင်းဆင်းခဲ့အိတ်ထုံများမှာလှေကားတဲ့တပွဲအစီရင်ဖြစ်နေခြင်းဖြစ်ရာပြုတ်ကျနိုင်မည်မဟုတ်သောကြောင့်အုပ်အောပြောလိုက်ခြင်းဖြစ်လေသည်တားအမြင့်ကြောက်တယ်ကိုကြီးဟွန်းအဲ့ဆိုရင်ဘာလို့အမြင့်ကြီးရလိုက်စီးတော့တားစီးတာမဟုတ်ဘူးတားအိတ်နေတာနိုးလာတော့တွတ်တူအပေါ်ရောက်နေတာအဲ့ဒီမှာညီနေလေးထိုင်နေကိုကြီးတနာကိုသွားခေါ်လိုက်မယ်တားကြောက်တယ်ကိုကြီးလာခေါ်ခညာစီတော်ကထိုးထိုးဆိုကမျက်နှာလေးအမဲအသာမဲလေးရဲ့လက်နှစ်ဖက်ကိုရှေ့သို့ကန်လေလာတတ်သည်အဝေါ်မှာဝတ်ထားသည့်ပစိုးကိုချွေ၍ပခုံးတွင်ဆလွယ်တိုင်းကကားပေါ်သို့ကုတ်တက်ရသည်ပေါင်တို့ဘောင်းမီအညိုရင့်မှာအသားရည်နဲ့လိုက်ဖက်စွာဖြင့်တပြေးညီတဲ့ရှိရာခညာစီတော်မှာအုပ်အိုး၏ပေါင်တယ်များကိုသာစိုက်ကြည့်နေတော့လေသည်ကိုကြီးရဲ့အသားချောကလက်နဲ့တူတယ်ချောကလက်ကဘာကြီးလဲမဟုတ်လေအဲ့ဒါကိုကြီးအသားလိုပဲညုံမဲမဲလေးခညာစီတော်၏စကားနောက်အုပ်ဝမျက်နှာမှာမဲကြတော့လေသည်ညားလို့မဖြူပင်မဲ့ကိုကြီးရဲ့အသားမမဲဘူးနော်ညိုပဲညိုတာမဲတာပါကိုကြီးကချောကလက်လိုမျိုးတပုံစံနဲ့ပဲချောကလက်ကလေချူခါခါလေးတားတအားကြိုက်တာသိလားမသိဘူးအုပ်ဝမှာခညာစီတော်၏နဘေးတွင်ဝင်ထိုင်၍မျက်နှာလေးရှုံးမွေးနေခြင်းဖြစ်လေသည်အမလေးဗျာအမှဘာတက်လုံနေကြရတော့ပြုတ်ကြကုန်ပါပဲဆင်းခဲ့ကြတော့ကွာကားအောင်မှထွက်ပေါ်လာသည့်အတန်ကဥမြိုင်ထံမှဖြစ်ကအဝေါမှာလည်းထိုအခါမှအပေါ်တက်လာရသည့်အကြောင်းရင်းကိုတတိရတော်လေသည်လေးဒေတားပြန်လာပြီလူမရောက်ခင်အတန်ကြိုရောက်နေသူကခံညားစီတော်ဖြစ်ကအနောက်တွင်သောအထုပ်ကြီးထုံငယ်တို့ကိုဆွဲလျက်လိုက်လာသူကစော်ထွေးနှင့်အဝေါ်ဖြစ်လေသည်ဓနတွင်မှာအနောက်မှဝင်တိုင်းဖြစ်ထိုင်ငုံနှင့်ဝင်ထိုင်လျက်အော်ဒါမင်းဟာဗျာစာတေချာစူးစားမင်းဘွဲရအထိငါထားပြီးမှာဘာဖုံးကိုရှောက်တင်ထားပြီးပြီဓနတွင်မှာထိုးဆို၍အိတ်သုံးအိတ်ကိုအုပ်ကောထံသို့ကမ်းပေးလာခြင်းဖြစ်လေသည်ကျေးဇူးပါဗျဒါခမများမြို့ကလမ်းကြုံထိပ်ပေးလိုက်တာတနာတွေထိုးတို့စကားဆို၍စာအိတ်စဆောင်ကိုဥတီမြဲစီတော်ထံသို့ကမ်းပေးလာခြင်းဖြစ်လေသည်ဥတီမြဲစီတော်မှာမိရွာသို့ရောက်သည့်အချိန်နှင့်ကြာမြင့်မည်ဖြစ်တော်ညာညီတူတဦးတယောက်ထံမှစာလက်ခံခဲ့ရခြင်းမရှိပေတို့ကြောင့်စာအိတ်ကိုယူကာအလင်းအမြန်ဖွင့်ဖတ်လိုက်မိသည်စာ၌ပါရှိသည့်အကြောင်းအရာများကြောင့်ဥတီမြဲစေတော်၏မျက်ဝန်းတို့မှာမျက်ရည်တို့ဝေတီလာရလေသည်ထိုအခါနဘေးမှရှိနေသည့်ဒီတင်းမှာဥတီမြဲစေတော်၏လက်မောင်းကိုအသာဆုပ်ကိုင်လာသည်ဘာဖြစ်လို့လဲဥတီဝမ်းနေနေလို့လားဖတ်ထားပေးရမလားဒီတေး၏စကားကြောင့်ဥတီမြဲစေတော်ကောင်းသာညိပ်ပြရင်ဒီတေး၏ရေခွင်ထဲသို့တိုးဝင်လိုက်မိသည်စော်ထွေးမှာတိကျင်စိတ်တို့ထိမရသဖြင့်စာရွက်ကင်ထားသည့်ဥတီမြဲစေတော်၏လက်နာဘေးသို့အသာသွားကခေါင်းဆောင်လျက်ပင်စာ၌ပါရှိသည့်အကြောင်းအရာများကိုဖတ်ကြည့်လိုက်သည်ထို့နောက်ဒနတူ၏နဘေးသို့သွားကခတ်တူးတူးပြောပြတော်လေသည်မြို့ဝလာသည့်စာလွာမှာဥတီမြဲစေတော်၏တငယ်ချင်းထံမှဖြစ်ကာစေတက္ကသိုလ်တွင်ပညာသင်ကြားပေးခဲ့သည့်ဆရာတဦးဆုံးမသွားပြီဖြစ်ကြောင်းနှင့်နောက်ဆုံးခီးကိုလိုက်ပူပေးရန်ဖိတ်ထားခဲ့ခြင်းဖြစ်လေသည်အချိန်ကြပြီတွားမယ်တရားတွေထိုးထိုးဆိုသည်ဖြင့်နေရာမှထားရလိုက်ခြင်းဖြစ်ရာစော်ထွေးမှာဘေး၌ထောင်ထားသည့်ဂီတာကိုဆွဲယူ၍နောက်မှထားလိုက်လာတော့လေသည်ကိုကြီးတနာကိုကျုပ်မေးမလို့ဗျမေးကိုကြီးဘယ်တော့မှဂီတာတီးတတ်သွားလဲငါဂီတာတီးတတ်တယ်လို့မင်းဘာလို့ပြောလဲအဲ့ဒါဆိုအခုကဘာလို့တီးမှာလဲမင်းတီးလေဟာကျုပ်ကမတီးတတ်တာ
ဘာကွာတနာတွင်မှာထိုတို့ဆို၍နောက်တို့ဒေါတာကြီးနဲ့လှည့်ကြည့်လာခြင်းဖြစ်လေသည်မင်းမသိဘသူသိမှလဲအကြံပေးတာမင်းမဟုတ်ဘူးလားအော်ဟုတ်တယ်လေဗျာဒါပေမဲ့ကျုပ်ပြောတဲ့အထဲမှာကျုပ်ကဂီတာတီးတတ်တယ်လို့မှမပါတာဟာကွာတနာတွင်မှာစပင်တို့အားစိတ်ရှုပ်စွာပင်ထိုးဖွာလိုက်ခြင်းဖြစ်လေသည်စော်တွင်မှာလည်းဂီတာကိုပိုက်လျက်ညိတ်ကုန်နေမိတော့သည်ရှေ့ရတုန်းကကိုကြီးတနမှာသူ့အားညိုးနိုင်အမျိုးသားများမှာအမျိုးသမီးများအားဘလူပုံပိုးလဲဆိုတာကိုနေမြလာခဲ့တဲ့ဖြစ်တို့ကြောင့်တက္ကသိုလ်ကျောင်းသားများမှာအမျိုးသမီးအဆောင်ရှိ၌အုပ်စုဖွဲ့၏ဂတာသီးကတချင်းဆိုကြရင်းဖြင့်ပိုးပန်းကြကြောင်ပြောပြခဲ့ခြင်းဖြစ်လေသည်ယနေ့၌ကိုကြီးတနမှာမြို့ငယ်မှဈေးကြီးတဲသို့သွား၍ဂတာတလက်ကိုဝယ်ယူလာခြင်းဖြစ်လေသည်ထိုအချိန်ကနဘေး၌သူပါခဲ့သောညာကိုကြီးတနတီးတက်တီအထင်နှင့်ညီတိစကားမှမဆိုခဲ့ခြင်းပင်ကျုပ်တိပြီကိုကြီးတို့ကဂတာတီးတက်တယ်ကိုကြီးတို့ကိုတော့ခေါ်လိုက်မလားစော်ထွေးစကားနောက်ဒနာတွီးလက်စမှာစော်ထွေးနှစ်ဖူးနဲ့မိတ်ဆက်သွားတော်လေသည်စော်ထွေးမှာအခောက်ခံလျက်ဒီနှစ်ဖူးကိုသာအသာပူရင်းရှုံမဲ့နေရတော်လေသည်ငါရိုးရအောင်သွားပို့မဲ့ကိစ္စကိုငါတို့ကကိုကြီးမလားဟိုကောင်ကမင်းလုံးငါတုံးမှမဟုတ်တာကိုကြီးကလည်းဗျာကျုပ်တို့ရွာမှာအချက်ဘယ်သူမှမရှိတာဘယ်သူမှလည်းမသိတတ်ဘူးလေထားလိုက်တော့ကွာအခြားနည်းနဲ့ပဲပို့ပန်းတော့မယ်ဟာဗျာကိုကြီးပြောရင်ကိုကြီးတို့ကလက်ခံမှာပါပြီးတော့ကိုကြီးတို့ကတချင်းနားထောင်သွားတာအရင်ကြိုက်တာလဲသိရသားနဲ့စော်ထွေးစကားကြောင့်တနအတွင်းမှာတပ်ပြင်းအသာချလျက်အပြင်းတို့ထွက်သွားတော်လေသည်လိန်ကျော်တင်ရှိသည့်ခြံဝန်းအတွင်းတို့ဝင်ကနောက်ဘက်သို့မျက်နှာမူနေသည့်ပရင်းမောက်တကားကိုအသာတီးခေါက်လိုက်သည်ပွင့်ရလာသည့်တကားနောက်ညှို့ထွတ်မှာတနအတွင်းကိုကြည့်လျက်တအံ့တော်နေခြင်းဖြစ်လေသည်ယခုပြုမှုလိုက်သည့်အပြုမှုမှာငငယ်ကညဘက်ခိုးထွက်ကစားကြတိုင်းလာခေါ်နေကြပုံစံမျိုးပင်ဘာလဲမင်းကတာတီးတတ်တယ်မလားငါရိုးရအောင်တောက်ဖို့မလို့ကတာလိုက်တီးပေးမတီးမိနိုင်ပါဘူးမြို့ထုံမှာစကားဆို၍ဗြဟ္မုတ်တကားကိုဆွဲပိတ်ရင်ပြန်လိုက်တော့တနအတွင်းမှာထိုတကားကိုအသင်းပြန်ဆွဲ၍မင်းမလိုက်ရင်ငါ့ကိုမတော်မတရားကြံပြီးတော့ဗြင်းပေါက်ကနေနှင်းထုတ်လိုက်လို့ငါអော်လိုက်မှာနော်မင်းငါ့ကိုယူချင်ရင်မလိုက်နဲ့ဘာကွာမင်းကဘာကိစ္စယူရမှာလဲရဲကတို့ရေဟောဒီမှာကျုပ်ကိုဟေးကောင်လိုက်မယ်လို့ပိတ်ထားမင်းပေါက်ကိုအခုထွက်ခဲ့တနာတွင်မှာထို့ဆို၍နေရာမှထွက်သွားပြီးဖြစ်လေသည်ညချိန်ဖြစ်၍ပတ်ဝန်းကျင်တစ်ခွင်မှာလဲတိတ်ဆိတ်လျက်ရှိကလာပြီးညဖြစ်တော့ကြောင့်လာ၏အလင်းရောင်ဖြင့်လင်းထိန်လျက်ရှိလေသည်မောင်တုံမှာဒီဒီတို့၏အိမ်တင်၌ညောင်ဆောက်အိပ်ပေးနေခြင်းဖြစ်ရာတနာတွင်း၏ခြံနှင့်ကက်လျက်တွင်ရှိသည့်အပေါ်ထက်အိမ်ခန်း၌နေရာယူထားခြင်းဖြစ်လေသည်အခန်းအတွင်း၌ဖျောင်းနိုင်မိအလင်းရောင်မှာထိန်လင်းလျက်ရှိတဲ့ကမောင်တုံမှာအိပ်ယာပြင်းနေခြင်းဖြစ်လေသည်ဖျောင်းနိုင်မိကိုငြင်းရန်ပြင်းနေသည့်အချိန်တွင်ထွက်ပေါ်လာသည့်အတန်ကြောင့်မောင်တုံ၏လှုပ်ရှားမှုတို့မှာရှက်တန်သွားတော်လေသည်နေရာမှထားကဗရင်မောက်ကိုအသာဖွင့်ကြည့်လိုက်တော့တစ်ဖက်ရှန်ရှိကွက်ပြစ်ပေါ်တွင်ဒနတွင်းနှင့်အတူတူမျိုးထွန်းနှင့်စော်ထွေးတို့ပါဝိုင်းဖွဲ၍ထိုင်နေကြခြင်းဖြစ်လေသည်မျိုးထွန်းမှာဂီတာကိုအသာတိခိုက်နေခြင်းဖြစ်ရာဒနတွင်းမှာတော့သူ့အားမောကြည့်နေခြင်းဖြစ်လေသည်အကြည့်ချင်းဆုံသွားသည့်အခိုက်တွင်ဒနတွင်း၏နှက်ခမ်းမှာတာယာသည့်တခြင်းတံများထွက်ပေါ်လာခဲ့တော်လေသည်လင်းမဲတဲ့နှလုံးသားရဲ့ချစ်ချင်းရဲ့လင်းအောင်ဆောင်ခြင်းပေးပါတေးလာတဲ့အပြုံးလေးများအောင်ငါမျောလင်းချက်တို့နာခုနိုင်စေဖို့ခွင့်ပေးပါတော့တိတ်ချစ်တဲ့အကြောင်းလေးချခြင်းနဲ့ငါဘဝနဲ့ရင်မိတော့ဆိုမယ်မင်းတည်တဲ့အတိုင်းပဲပြောပြလိုက်ပါချစ်လူရဲ့ဒုတိယထဲချမဲ့စကားသံတွေနှကမ်းပါလေးလောက်ခတ်သွားရုံနဲ့တူတို့လေးပဲမင်းပြောပြလိုက်ပါချစ်ရဲ့